အားလုံးပဲမင်္ဂလာပါရှင်။ကိုချ channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူငွေရည်ဖွဲ့ရေးသားထားတဲ့မမုန်းဘူးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဇာတ်လမ်းလေးမစတင်မီကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးနှိပ်သွားဖို့နဲ့ဇာတ်လမ်းသစ်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနောက်ကအချက်ပေးခေါင်းလောင်းလေးလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီရှင်။လုံမေရင်သမီးအမေစီကိုခဏလာပါအောင်ကွယ်။ခေါ်တဲ့ကြောင့်ထမင်းချက်နေရကပြိုကမန်းကတဲ့ထိုင်လာပြီအမေရေဟဲ့ဘာတန်တွေလဲလုံမီဘာမှမဟုတ်ပါဘူးကျုပ်အခုပဲလာခဲ့မယ်နော်တိုင်းမိသွားတဲ့ထမင်းဦးကိုတေချာပြန်ကောက်ပြီးလှုပ်ရှားရှိတာတွေကိုထပ်မလုပ်ပဲပြိုပြေးထွက်လာရအပြင်ရောက်တာနဲ့တိုင်နဲ့ခေါင်းနဲ့စောင့်မိသေးတယ်ဟဲ့ပြပြလာလေးရပါတယ်ညီနဲ့မိဖို့ချောင်းထဲမှာရောပါရီကြကုန်တာတော့ပြိုကနားသွားတဲ့နှစ်ဘူးကိုပုတ်ရင်ထမင်းဟိုဘာမှမဟုတ်ပါဘူးအမေကျုပ်ကိုဘာခိုင်းမှုလဲဘာကိုဘာမှမဟုတ်တာလေမဟုတ်မှညီထမင်းအိုးကိုတက်မိပြန်လာလားသမီးဖြစ်သူရဲ့အကြောင်းကိုသိနေသူမို့ဒေါခင်မေအခုလိုပြောလိုက်ခြင်းဖြစ်ပါတယ်ညောင်မင်းလိုက်ရွာမှာသူမတို့ကပတ်စံရှိလူချမ်းသာစီးဝင်နေဖြစ်ပါတယ်သူမတို့လင်မယားမှာလုံမီပြိုးဆိုတဲ့သမီးလေးတောက်တာထုံးကလို့အချစ်ပူအလိုလိုက်ခဲ့ရခလေးကစိုးတာတော့မဟုတ်မိန်းကလေးဖြစ်ပြီးမိမမပီတော့20ကျော်နေပေမဲ့ခလေးစိတ်မကုံတာလေးတွေရှိနေတယ်ဒါကလေသူမတို့အလိုလိုက်ခဲ့တာကြောင့်ပါပဲသားသမီးတယောက်တည်းဆိုတော့စိတ်တိုင်းစာနေထိုင်စေပြီးအမျိုးတွေအားလုံးထဲမှာမိန်းကလေးဆိုလို့သမီးလေးတယောက်တည်းပါတာမို့ဝမ်းခွဲအကူရီနဲ့ပေါင်းရင်ကယောက်ျားလေးစိတ်ဝင်နေတယ်သူမပေးထားတဲ့လုံမီပြိုးဆိုတဲ့နမိတ်ကလွှဲရင်မိန်းကလေးဆန္ဒမရှိတော်ရုံပါမှမခိုင်းဖြစ်တော့သူမနီးမကောင်းလို့မိဖို့ကြောင့်မဝင်နိုင်သေးခင်သူ့ကိုခိုင်းရတာအဆင်ပြေတယ်ဆိုတာမရှိအမြဲတစ်ခုမဟုတ်တစ်ခုဖြစ်တယ်အစိုးဆုံးကမိဖို့ဘော်ကထမင်းအိုးကိုဘလို့တိုက်မိအောင်လုပ်မှမသိခဏတိုက်မိတာပါဒီလိုဆိုသူပြန်လို့ရတော့နှစ်ကပင်မန်းနေမကောင်းမိမယ်လေလှုပ်ရှားတော့တယ်ဒီနေ့မတန်တော့တော်တော်လေးကိုသွေးလေးနေတာမို့မထဖြစ်သေးပဲယောက်ျားဖြစ်သူကလည်းမြို့ခဏသွားတာကြောင့်သမီးကိုသာထမင်းကိုတလုံးအရင်တက်ခိုင်းထားတာဖြစ်ပါတယ်ထားနာချိန်မှာလက်ဖက်ရည်တောက်ချင်စိတ်လေးဖြတ်လာတာမို့ထားသားချိန်ကုန်နေတာနဲ့ဝဲကိုင်းမှုခေါ်လိုက်တာထမင်းအိုးကိုတက်မိတဲ့ထင်မရဲ့အတန်ကကြားရတယ်ဒီပုံတိုင်းဆိုရင်သူရှင်းရတော့မယ်သမီးတော်ကမိဖို့ကြောင့်နေတိုက်တာအားမရလို့အပြင်ရောက်တာတော့တိုင်နဲ့ခေါင်းကစောင့်မိသေးတာလုံမီပြိုတို့ကလက်တော်မှထုံးစံမပြတ်မဟုတ်တော့ပါဘူး။အော်မဟုတ်တော့ပါဘူးတဲ့လား။ညီနေအေးတော်ပြီသွားအေးလာရုဆိုင်ကလက်ဖက်ရည်ထုတ်သွားဝယ်ကြည့်မိဖို့ချောင်းလဲငါပဲဝင်တော့မယ်။အမေကတတ်တာလို့လားကျုပ်ပေးချက်ပေးပါမယ်။တော်ပါရဲ့ငါထက်ကမပေးမဲကျင်ဘူး။လက်ဖက်ရည်ထုတ်တာအိမ်ကိုပါဝယ်ခဲ့ပေး။ဟိုဝင်တီထွက်လဲလုံးမနေနဲ့။ခိုင်းရတာလဲခက်လက်ပဲ။စိတ်ချပါအမေရ။လှလေးစီကိုပဲဆက်မြဲသွားပြီ။အမေအိမ်ကိုပဲတက်မဲ့ပြန်လာမှာပါ။ကျုပ်ဒီနေ့အမေနေမကောင်းလို့ဘဲမှမသွားဘူးလို့စောင့်ပြတ်ထားတယ်။အေးပါလိမ္မာရီရော့ဝယ်ဘူးပတ်စံဟုတ်ဒါဆိုသွားပြီနော်အမေပြောပြီးတာနဲ့ပြုံးရွှင်စွာထပ်သွားတဲ့သမီးဖြစ်သူရဲ့နောက်ကျောကိုကြည့်ရင်ခေါင်းခါလိုက်တယ်။ရွာတွေကကုန်းစုံဆိုင်ပိုက်ရှင်ပူမရဲ့သမီးအေးလာလေးကိုသမီးဖြစ်သူကတန်ရုံးစင်တွေ့တာပြီးချစ်ရှာတယ်။အေးလာနဲ့ပတ်သက်ရင်ဘသူ့ကိုမှဂယုမဆိုင်သူထင်ရလွတ်တက်တယ်။အေးလာကလည်းရွာရဲ့ကုန်းနောက်ကမိမချော်လေးတယောက်မှုဘိုးပန်းသူများတယ်။သူလေးကလည်းဘသူ့ကိုမှစိတ်မဝင်စားပဲသမီးဖြစ်သူနဲ့သာတွဲမှုကိုသမီးကလည်းသူ့တည်ရင်မခံဆက်ကျဲဖြစ်တာကြောင့်တော်ရုံလူအနာကိုမသိရဲတော့ရွာရှိလူတော်တော်များများကလုံမီပြိုကိုမထီရဲသလိုရွာလူကြီးတူမရွာရဲ့အရှိန်ဝါရှိတဲ့တတိရဲ့သမီးဆွေမျိုးများပြီးအကိုဝမ်းခွဲတွေပေါ်တာကြောင့်တော်ရုံတန်ရုံဆိုလုံမီပြိုနဲ့ဝေးအောင်ရှောင်းနေအဲ့ဒီအတွက်ကြောင့်အနှဲငယ်တော့သူမစိတ်ချရတယ်ပြီးတော့ရွာလူတွေကလည်းကို့အကြောင်းသူသိသူ့အကြောင်းကိုသိရမှုပြဿနာမဖြစ်ပဲအေးချမ်းနေကြတယ်ဒေါခင်မေအတွင်းရက်ပြီးမိဖို့ကြောင့်နေဝင်ခဲ့တော့တယ်အထက်ရောက်တာနဲ့ပွားစာကျင်းနေတဲ့ထမင်းတွေကြောင့်စိတ်ရှုပ်သွားရတယ်ငါသမီးတော့ဘလို့အိမ်ထောင်ဘက်မျိုးနဲ့တွေ့မယ်မသိပါဘူးဒီလိုညင်းညူပြီးရှင်းစရာရှိတာတွေရှင်းလိုက်တယ်လှလေးကိုလက်ဖက်ရည်တုပ်ကြီးတက်ထုတ်ပေးပါအော်ကိုပြုတ်ရမယ်ခဏနော်ရတယ်လှလေးလက်ဖက်ရည်တုပ်သွားယူတဲ့သူချင်းရောက်သူမိမချော်လေးကိုကြည့်ရင်ပြုံးမိတယ်ရော့ဒီမှာဒါနဲ့မေခင်ဒီမကောင်းမှုဆိုကိုပြုတ်တက်တာသွားပါပြီလှလေးရေဘာလဲရောက်ခမလောင်ကြီးကိုစိတ်ပူလို့လားဘာရီရှာပြောနေရလဲကိုပြုတ်နော်သွားတော့အိမ်မှာမေခင်ကြောက်ထဲမလားကိုချင်းရသူလေးနှုတ်ပြကသွားတော့ဆိုတဲ့အမိတ်ကိုမငင်းပါဘူးသွားတော့မင်းနော်စကားတွေတက်နေတာဖြည်းဖြည်းနဲ့သွားဟုတ်ကဲ့ပါဗျပြူလေးနှုတ်ဆက်ပြီးထွက်ခဲ့တော့တယ်လာကိုပြူလို့ခေါ်တဲ့လုံမီပြူကိုသူမချက်ပါတယ်ရေးစားလို့တော့မဟုတ်ငယ်တငယ်ချင်းတွေလိုဖြစ်တာကြောင့်အကြောင်းတည်တွေမှုတငယ်ချင်းတွေလိုညီမတွေလိုချက်တာပါလုံမီပြူတာမိန်းကလေးတို့နေရင်
သူမထက်တောင်ပုံလှပါအောင်မေအသားရည်ဝါညံ့ညက်ကုတ်ထောက်စပင်းနဲ့လေးတောင်မကျဝိုင်းလေးမဝိုင်းငယ်မျက်နှာလေးကထူးကြတယ်ဒါအတူမထူမပါနှကန်းလေးနဲ့မဲနဲ့တဲ့မျက်ခုံးတစုံမျက်လုံးဝိုင်းဝိုင်းလေးကိုလှပအောင်ပံပိုးပေးထားတဲ့မျက်တောင်ရှိကော့ကော့လေးတွေနဲ့သူမလေးကထူးခြားစွာလှပလုံးနေသူမပေါ်ကိုသူ့ဘက်ကယောက်ျားလေးစိတ်ဝင်နေတာကြောင့်ဘလို့သဘောထားလဲဆိုတာသိပေမဲ့သူ့စိတ်တိုင်းကြောင့်ကိုပြူးလို့ခေါ်ပြီးမင်းကလေးစိတ်ဝင်အောင်ပြုပြင်ပြောင်းလဲပေးနိုင်မယ့်ချိန်ကိုစောင့်နေတာဖြစ်ပါတယ်ဖြစ်တည်လာတဲ့ဘဝလေးကိုသူ့ပုံစံတိုင်းလေးပဲရှိစေချင်တာသူမစေတနာပါတခါသူမမင်းကလေးလိုနေဖို့ပြောရင်သူပြန်ပြောလာတာကလှလေးကိုချစ်လို့ဒီစကားကိုတီးခံတာနောက်ထပ်မပြောနဲ့လှလေးနေရာမှာတခြားတစ်ယောက်ဆိုမလွယ်ဘူးဆိုပြီးအတူလမ်းလျှောက်နေရင်တော့သူမကိုထားခဲ့ကထွက်သွားတတ်ပါတယ်ပြီးရင်2ရက်3ရက်လောက်စကားမပြောပြီးလမ်းတွေ့ရင်တော့ရှောက်သွားတတ်တယ်အခုလဲဆိုင်ကိုဈေးလာဝဲပြီးပြောသွားပုံကစိတ်ဆိုးပြေတာကိုသိတာစီတယ်ဘာလို့ဆိုရှေ့ရက်ကသူမအဲ့ဒီလိုပြောလို့စိတ်ဆိုးသွားတာကိုတာအဆင်ပြေရဲ့လားအလုပ်တွေဖိလုံနေတာကိုဖြစ်ပြီပေါ့မိခင်ဖြစ်သူကစိုးရိမ်မိပြောလာတာကိုခေအပြုံးနုနုနဲ့တုတ်ပြန်ရင်တာဘာမှမဖြစ်တော့ပါဘူးမေတက်တာသွားပါပြီကုမ္ပဏီမှာစီးဝေးလုပ်နေရင်လူကအားနေပြီးလိမ့်ကျသွားတာမို့မန်နေဂျာကစီးကန်းဝင်ပြပြီးအင်ကိုပါတခါတည်းပို့ပေးခဲ့တာဖြစ်ပါတယ်ဘေဘေလက်ထက်မှာအောင်မြင်ခဲ့တဲ့ရေစီးစားကုမ္ပဏီကိုသူ့ကအတိုင်းဆက်ထိန်ကမှမို့သူစူးစမ်းလုပ်ကိုင်နေတာဖြစ်ပါတယ်အခုဆိုအရင်ထက်မကပိုပြီးအောင်မြင်မှုတွေရှာလာတယ်သူတို့ကုမ္ပဏီကရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုပါတက်တာလည်းမမေရတော့မမိသားကိုစိတ်ပူတာပဲတည်ကိုကျမ်းမာရေးကိုလည်းခရုဆိုင်အောင်မှာပေါ့တနေ့ကကိုအပန်းဖြေဘူးသွားပါလားသားရဲ့ကုမ္ပဏီကိုဦးစီးလုပ်ကိုင်ကြရမမိသားဘေးမှလည်းတိတ်မသွားတော့ဘူးဒါတော့အမှန်မှာသူကြောင်းတက်တုံးကဆိုတငယ်ချင်းနေနဲ့နေရာစုံသွားဖြစ်တယ်ဒယ်ဒီဆုံးမိချိန်ကစလို့ကုမ္ပဏီကိုဦးစီးလုပ်ကိုင်ရင်ဘဲမှတိတ်မသွားဖြစ်တော့တယ်လို့ဝစ်စားနေထိုင်ပုံကစပြောင်းလဲခဲ့တယ်အရင်ကနာမည်နဲ့အလိုက်ခေရည်ကြီးဆိုတဲ့သူကခင်းနဲ့အလိုက်လိုက်ရောညီထွေကပျော်ရွှင်တက်ကြွနေသူဖြစ်ပါတယ်အခုတော့တည်ငြိမ်ရင်းကျက်စွာနေထိုင်ပြီးအဝစ်စားဆိုအမြင့်ပစုလက်ကရုံးလက်ရှိကိုတာဝိဖြစ်တော့တယ်သူနဲ့ရွယ်သူတချို့လူတွေကနာမည်မင်းလို့ခေရည်စိမ့်လို့ပြောရင်နာမည်လမ်းပြီးလူကဘယ်ခက်ကလာလဲလို့မမင်းရုံတမေပါပဲညနာကတော့မကောင်းသူကလေသူ့ပဲအသက်က25-26ပုံစံကမသိရင်30ကျော်လို့ဖြစ်နေတယ်အင်ကြီးနဲ့ကတုံးနဲ့ပစိုးဝတ်တိုင်းခက်နောက်ကြတာမဟုတ်ပေမဲ့သူကတိုက်ပုံမှာထောက်ဝစ်တာချောက်ဖြစ်ပါတယ်တော်ယုံတန်ယုံဆိုတိုက်ပုံကိုဘယ်သူမှသိမဝေဖြစ်တော့လူကြီးပုံစံဖမ်းချင်လို့ကိုသူကဝစ်တာဖြစ်ပါတယ်မဟုတ်ရင်သူ့ပုံစံနဲ့မင်းသမီးတွေနဲ့တရင်တွေထွက်နိုင်ခြေရှိတာမို့ပါအခုပုံစံမျိုးဆိုတော်ယုံမင်းသမီးကစိတ်မဝင်စားမင်းသမီးမပြောနဲ့တာမန်လူကတော့စိတ်မဝင်စားမျက်မှန်တက်တိုက်ပုံဝစ်ပြီးလူကြီးပုံလောက်ထားတာမို့သူ့မူရင်းပုံစံတွေကကွဲထွက်နေတယ်ဒီအတိုင်းနေမေးဆိုသူဟာရကြောင်းပီတာပြီးချုံမောသူတယောက်ပါအသားရည်ကဖြူပြီးကျင်းလင်းကခန္ဓာကိုယ်ကတောက်တင်းပြီးအရက်ရွှေတွေလေးတောင်ဆန်နဲ့မျက်နှာပေါ်ကပတိုင်းမွေရေးရေးတို့ကလည်းလိုက်ဖက်လုံးလာတယ်နှကန်းခပ်ပါပါနဲ့မကျင်းမကျဲနဲ့ဘူးအရင်လဲနေတဲ့မြုံကိုစုထွေးနေတဲ့နှကန်းတောက်စင်းနဲ့နှာတန်အညူရောက်တန်းနေတဲ့မျက်ခုံးတစုံတို့ကြောင့်ကြည်ကောင်းကလူပုံကချောပေမဲ့ဝက်စားပုံနဲ့မျက်မှန်တွေကဖြတ်နေတယ်အလုတ်ကိုတော့တိကျစွာလှုပ်တက်သူဖြစ်ပါတယ်တားလေးနားကျင်ပါတယ်ဒါပေမဲ့နားလူကမဖြစ်ဘူးရုပ်ရှင်ကားတွေရိုက်ဖို့လှုပ်ထားတာရှိသေးတယ်။အိုးတားရဲ့ဒါနဲ့နောက်ရိပ်မိစကဘလို့မျိုးလဲအချစ်နဲ့မြစ်တာကိုအခြေခံပြီးတောရွာလေးမှရမောမေပုံစံမျိုးရှိုက်မှာဒါဆိုရွာဘက်တီသွားမှာပေါ့ဟုတ်တယ်လေမမေဘာဖြစ်လို့လဲငါသားလေးလိုက်သွားပါလားအပန်းလေးဖြစ်ရင်ကိုယ်တိုင်လေးကြီးကြက်လောက်ကန်လို့ရတာပေါ့ကုမ္ပဏီကိုမမေကြည့်ထားပေးမယ်မမေကြံကစိုးတော့မစိုးပါဘူးကောင်းသားပဲမမေဒရိုက်တာဘယ်တော့သွားမှာလဲမင်းသမီးမင်းသားကရောရက်တွေစင်ပြေလားဘသူတွေလဲတာနောက်တစ်ပတ်ထဲပဲမမေငွေရီဦးနဲ့ရှိုင်းသူစောရက်တွေကလည်းအစင်ပြေအကုန်ညှိပြီးပြီမမေဟုတ်ပါပြီမင်းသားမင်းသမီးကတော့မစိုးပါဘူးတယောက်ဆောင်ကောင်းနေသူတွေပဲငါသားကတော့တယ်အဲ့ဒီလိုလည်းမဟုတ်ပါဘူးမမေရေသူတို့သားမိစကားကဒီလောက်နဲ့ရှက်သွားတော့တယ်ရုပ်ရှင်ထုတ်လုပ်သူတယောက်နေနဲ့ပထမဆုံးရက်ကူးရေးနဲ့လိုက်သွားရမှာသူစိတ်လှုပ်ရှားမိတယ်ရုပ်ရှင်တွေရိုက်ကူးဖို့သွားတိုင်းသူ့မန်နေဂျာတွေကသာလိုအပ်တာတွေကြီးကြပ်ဖို့လွှတ်ဖြစ်တယ်သူကတော့လိုက်မသွားကုမ္ပဏီမှာနေခဲ့ရင်နောက်ဆက်ကားတွေထုတ်ဖို့ဇလန်းတွေရှာစာအုပ်တွေဖတ်နေအချိန်ကုန်ဆုံးရတယ်တကားမှမလိုက်ဖြစ်အခုတော့အပန်းလေးဖြစ်ရင်ရိုက်ကူးတာကိုကြည့်ရင်လိုက်ဖြစ်ပါတော့မေဟဲ့အေးလာအေးလာဆိုင်ရှိကနေနမိတ်တဆဆခေါ်နေသူကြောင့်အေးလာအပြေးထွက်ခဲ့တယ်ထွေးရင်ဘာဝင်မလို့တော့ကြီးရလေအေးဆိုင်လာတာနဲ့ဈေးရောက်မေးဆိုတာကြီးပဲဈေးဆိုင်ဖွင့်ထားမှတော့ဈေးမရောက်လို့ကျုပ်ကဘာရောက်အောင်မှာတော့ဈေးဝယ်တာမဟုတ်ဘူးဆိုတော့ကြီးကဘာကိစ္စလာတာလဲရွာလူကြီးတွေအိမ်မှာရုပ်ရှင်ရိုက်ကူးရေးဖွဲ့တွေရောက်နေလို့အေး
မင်းသားကညီးကြိုက်တယ်မင်းသားမို့ကျုပ်ကလာပြောတာဟုတ်ဆိုင်သူစောလားအေးဟုတ်တယ်ရွာတွေကသွားဆက်စုပြီးတဲ့လူတချို့ပြောတာအပြင်မှာတော်တော်ချောတယ်ဆိုပဲအိုးအေးငါမင်းသားလေးကဘလူနေချောမှာပါလာအေးသွားကြရအောင်အမေကျုပ်ရွာလူကြီးအိမ်ဘက်ကိုသွားအောင်မေအမေဖြစ်သူကြားမကြမသိပေမဲ့အိလာတို့ကတော့လာခေါ်တဲ့ထွေးရီလက်ကိုဆွဲကခြေလန်းခတ်တဲ့နဲ့ရွာလူကြီးအိမ်ဘက်ကိုထွက်သွားတော့တယ်လန်တဝက်အရောက်မှာတော့လူတယောက်နဲ့ညနာသုံးမုံကရွာလူကြီးအိမ်ဘက်ကပြန်လာပုံထောက်တဲ့လုံမီပြိုကိုတွေ့လိုက်တော့ထွေးရီကအိလာကိုလက်ကုပ်ပြတယ်လှလီဘယ်သွားမလို့လဲရွာလူကြီးအိမ်လေးရှိုင်းသူစော်လေးကိုသွားကြည့်မလို့ဒါနဲ့ကိုပြိုကဘာဖြစ်လာလဲဦးကြီးကဒီလူကိုအိမ်မှာတဲဖို့ခေါ်သွားခိုင်းလို့စိတ်ရှုပ်နေတာလှလီရဲ့အားနာခြင်းဘာညာမရှိပေသူ့ကိုဘေးနာထားပြီးတဲတို့ပြောချလိုက်တဲ့လူကြောင့်ခေတ်ကအရှိကမိန်းကလေးတွေနေမှုမျက်နှာခက်အံ့ဖြတ်သွားတယ်အရှိကမိန်းကလေးတွေကသူ့ကိုအားနာပုံနဲ့ကြိတ်လာရင်ကိုရွာအောင်လာတဲ့ဧည့်သည်ပဲကိုပြူရဲ့ဘာဖြစ်လို့လဲလာရူဆိုဧည့်သည်ကိုအိမ်လေခေါ်ချင်လို့ကိုကတော့မျက်စိနောက်မခံချင်ဘူးလာလေးရဲ့ဦးကြီးကိုကြောက်လို့တာပြီးတော့အပရောပဲဝင်းထဲကလွတ်နေတဲ့အင်ကြီးမှာဒင်းလူအပဝဲမင်းသားရောမင်းသမီးပါနေကြမှာဦးကြီးတို့အိမ်ဘက်မှာရုပ်ရှင်ဖွဲ့သားတွေနေကြမှာတဲ့လာလေးလေးဆိုင်သူစုံတွေ့ချင်တာဆိုကို့အိမ်သာလိုက်ခဲ့တော့သူတို့ကအမီးနဲ့သွားနှစ်ပြီးဒီလူကြီးကရှိပြီးရွာထဲကြည့်ကျင်သေးတယ်ဆိုလို့ခေါ်လာတာအော်ဒါနဲ့ဟိုမင်းသားခဏပဲကြည့်နော်လာလေးမင်းတွေ့ချင်နေဆိုလို့တာကိုကစိတ်ချမ်းသာအောင်ခေါ်သွားမလို့ဘသူနဲ့မှလာလေးကိုမိတ်ဆက်ပြီးတော့စုံစီချင်တာမဟုတ်ဘူးဟိုလူခမည်းလေးကြောက်လာလေးကိုမျက်စိမကျအောင်နော်သူ့ကိုကြည့်ပြီးပြောလာတာကြောင့်ခေတ်ကခက်ကြံကြောင်နဲ့ကောင်းနေလိုက်တယ်ဒီကောင်မလေးဘလို့လေးမှမသိခေတ်စိတ်တယ်သူပြောတဲ့လှလေးဆိုသူကိုမျက်စိမကျသလိုစိတ်လဲမဝင်စားသူစိတ်ဝင်စားမိတာကလုံမီပြိုးဆိုတဲ့သူ့ဘေးကခြာတိတ်ကိုပဲဖြတ်ပါတယ်သဘာဝဆန်ဆန်အလှတရားရှိပြီးနမေလှလှလေးနဲ့သူမကယောက်ျားဆန်ဆန်ဖြစ်နေတာလေးကိုသူစိတ်ဝင်စားတယ်ရိုးရိုးသားသားသူ့အကြောင်းကိုစိတ်ဝင်စားမိတာပါတခြားစိတ်တွေမပါပြီးတော့လှလေးလိုခေါ်နေတဲ့ကောင်မလေးကိုဒီကောင်မလေးချက်ပုံရတယ်မိန်းကလေးချင်းမိမိချက်သူတယောက်လိုတဝင်းတူနေပုံကတမျိုးလေးပါလာလှလေးကိုတို့သွားကြရအောင်ဟုတ်လူကျုပ်လှလေးကမင်းသားကိုတွေ့ကျင်နေရမို့ဒီနေ့ရွာတွေလိုက်မပြတော့ခမရတို့လေးပြန်သိမှမဟုတ်တာနောက်ရက်မှသွားကြတာပေါ့ပြောပြီးတာနဲ့ကောင်မလေးလက်ကိုဆွဲကထွက်သွားသူကြောင့်ခေတ်ကပြုံးရင်ကြံခဲ့တယ်ဟုတ်အနာလိုက်တာကိုရဲ့သူကအဲ့ဒီတိုင်းပဲအေးလာနဲ့ပတ်တိုင်မရအောင်ကျုပ်ရွာတွေလိုက်ပြမလားဒီပါစီတော့ကျွန်တော်နောက်ရက်မှပဲသွားတော့မယ်သူကြည့်ရတာအဲ့ဒီကောင်မလေးကိုတက်တော်ချက်တယ်နော်ဟုတ်တယ်သူတို့ကငယ်တငယ်ချင်းတွေလေဒီကနေစလို့အလုံးစုံပြောပြပါတော့တယ်ကဲအကူအိမ်ရောက်ပြီဒါနဲ့အကူကပါလေဒရိုက်တာလားထုတ်လို့သူပါအော်ဒါနဲ့အကူကခန့်နေနော်ခွင့်ပြုပါကျုံမင်းသားကိုသွားကြည့်ခြင်းလို့ကောင်းကြီးပြတာနဲ့ထွက်သွားတဲ့ကောင်မလေးကိုပထမဆုံးစိတ်ထဲကကျေးဇူးတင်မိတယ်ဒီပုံစံနဲ့ခန့်နေလို့ပြောတာသူပထမဆုံးမဟုတ်လားသူစိတ်ဝင်စားတဲ့ကောင်မလေးအကြောင်းသိရလို့ကျင်းနဲ့ကပိုးပြီးကျေးဇူးတင်မိတယ်အကူရီကြောင့်ဒီလိုပုံမျိုးဖြစ်သွားတာလေလားသစိမ်းတွေနဲ့ခက်တီတီခက်တက်တက်နေတာကလေတန်ရုံးစင်တွေ့တာလွယ်သူမို့တဲ့မင်းကဘလုံလေးလေဘလုံပဲဖြစ်ဖြစ်ဒီပုံစံလေးကကြိတ်ကောင်းတယ်မင်းကလေးလို့ဆိုပြီးပို့ပြီးတော့ကြည့်လို့လှနေမှာသူ့အတွေးသူသဘောကျပြီးခက်ပြုံးလိုက်ပါတယ်သူ့ဘဝမှာပထမဆုံးမင်းကလေးတယောက်ကြောင့်ကိုစိတ်ဝင်စားပြီးအဲ့ဒီလိုတွေးမိခြင်းကလေပထမဆုံးပဲဖြစ်ပါတယ်နနက်ကင်းဝန်းတွေကစူးစူးညံ့ညံ့အတန်တွေကြောင့်ပြိုနိုးလာခဲ့တယ်သူများတွေကတော့ဧည့်သည်လာရင်ပြောကြတယ်အထူးသဖြင့်ရုပ်ရှင်လာရိုက်တဲ့အဖွဲ့တွေလာရင်ပို့ဆိုးတယ်သူကတော့ဒီလိုမဟုတ်ဧည့်သည်တွေသဘောမကျသူစိတ်ကလူတယောက်ကိုတန်ရောစင်ဖြတ်လွှဲတာမို့အမျိုးအိမ်ကိုဧည့်သည်တွေလာရင်တော့သွားမတွေ့ဖြစ်ပါဘူးဧည့်သည်ဆိုတာခဏလာပြီးရင်ပြန်သွားမှာတန်ရောစင်ကတော့ခဏမဟုတ်တာမို့ဒီရွာကလူတွေကလွှဲရင်တစားနေရကလူတွေဆိုလုံမေပြိုတို့ကလမ်းမတွေ့ရင်တော့နှုတ်မဆက်မင်းချင်းဆိုင်စုံနေရင်မျက်နှာလွှဲပြတ်တတ်တယ်အခုတော့လွှဲလို့မရရှောက်မရနဲ့အိမ်ကိုဆက်ဆက်မြင့်မြင့်ကြီးဧည့်သည်ဆိုတာတွေတပုံကြီးရောက်နေပါတယ်သမီးလုံမေထတော့လေအတန်ဒီစုညံနေရနဲ့ကျုံနိုးနေပါပြီအမေအေးဒါဆိုလဲအောက်ဆင်းခဲ့တော့လေကွယ်မနေ့စာစားပြီးဧည့်သည်တွေကိုရွာထဲလိုက်ပြလိုက်အောင်ရိုက်ကွင်းကောင်းမဲ့နေရာလေးတွေကြည့်ကျင်လို့တဲ့သမီးကရွာထဲနှက်ဆက်လို့လေကျုံလာခဲ့မယ်စက်တန်ရင်ပြောလိုက်ပုံကစိတ်ရှုပ်နေတယ်လို့ပါလာလေဘလို့ရောက်လာလဲတန်အန်တော်မင်းလာတဲ့လူကိုခစ်တို့အားလုံးဝိုင်းကြည့်လိုက်ကြတယ်ပြုတ်ရင်နဲ့တဝင်းတိုစိတ်တွေဖြစ်တည်လာကြတယ်လာလေးကဟိုမင်းသားကိုပြုံးရွှင်တဲ့မျက်နှာနဲ့နနက်စာကိုကိုယ်တိုင်ကျွေးနေပြီးဟိုကလည်းကျင်းတဲ့ပုံနဲ့စားနေတဲ့ပုံကသူ့စိတ်ထဲဘလို့မှပုံရင်မကြနိုင်အစာတွေကမကြည်လင်နေစိတ်ကအခုတော့ပိုးဆိုးကုန်နေလာလေးကိုစိတ်ဆိုးတာတော့မဟုတ်ဟိုမင်းသားကိုသာစိတ်ရှိလက်ရှိလှုပ်ပစ်ချင်တာဒီမှလေဧည့်သည်တွေအမေကမနှက်စာမို့ပို့ခိုင်းလို့အိမ်မှာလေးကျွေးနေတာပဲ
လှလေးအပင်ပန်းခံပြီးဘာလို့လာလဲပြန်တော့မပြန်သေးဘူးကိုပြူရဲ့ဒီနေ့ဘာမှလုပ်စရာမရှိလို့ကိုပြူနဲ့တူတူဧည့်သည်တွေကိုရွာထဲလိုက်ပြမယ်လေလှလေးကဒီလိုပြောလာပြန်တော့လေစိတ်ဆိုးမှဆိုလို့သူ့မှာမငင်းနိုင်တော့ပဲအောက်တက်တက်နဲ့ငိမ့်နေလိုက်တော့တယ်မနေ့စာလာစားလေသမီးရဲ့အဘကလမ်းခေါ်တော့သူလည်းအဲ့ဒီလူတွေနာသွားလိုက်တော့တယ်ထုတ်လို့သူဆိုတဲ့လူရဲ့ကြီးကသူ့အပေါ်မှာတက်မျိုးပါမျက်နှာကလည်းအပူးမကျနဲ့အဲ့ဒီမျက်နှာကိုသာတဲပြီးထိုးလိုက်ဆိုင်ရင်ဖြစ်စိတ်ကူးနဲ့တူအဲ့ဒီလူရဲ့မျက်နှာကိုတရက်ဆက်ထိုးနေလိုက်တယ်။သမီးဘာတွေတွေးနေရလဲ။ဗျာဘာမှမဟုတ်ပါဘူးအဘရဲ့ခက်ကအဲ့ဒီခြာတိမ်မလေးကိုကြည့်ရင်ပြုံးမိပြန်နေ။သူ့ကိုစိတ်ဝင်စားပြုံးအောင်လုပ်နိုင်စမ်းတွေဒီကောင်မလေးမှရှိနေတယ်။ဟုတ်လူဘာကိစ္စကြက်ကိုကြည့်ပြီးပြုံးနေတာလဲ။စိတ်ကြည်နေရမဟုတ်ဘူးနော်။ဆွဲထိုးလိုက်မယ်။ဟဲ့သမီးဧည့်သည်ကိုဘယ်လိုပြောနေတာလဲ။အမေဧည့်သည်ကညနေပိုးမသေးတာကိုလေထည့်ပြုံးမှာပေါ့။ကောင်မလေးရဲ့စကားကြောင့်ဒရိုက်တာနဲ့မင်းသားတို့ကပါသူ့ဘက်ကိုကြည့်ရင်ပြုံးလိုက်ကြတယ်။ဒရိုက်တာကြီးတို့ကလည်းညကသူမလေးအကြောင်းမေးလို့သူပြောပြရင်သိတာမို့ဘာကြောင့်သူမလေးအခုလိုသူ့ကိုမဲနေတယ်ဆိုတာသိနေလို့ပါ။အိုးသမီးရဲ့ညီးနေပြောရခတ်ပါလား။ကဲပါမိမရဲ့မင်းသမီးကြောင့်လေသိရသားနဲ့ပြောမနေနဲ့တော့စားသမီးပြီးရင်ရွာတဲ့ဧည့်သည်တွေကိုလိုက်ပြလိုက်အောင်စိတ်ချရွာထဲလေးလိုက်ပြမယ်။လိုက်လျှောက်ရလို့ဗိုက်ဆိုင်ရွာတွေကအိမ်တွေကပဲတောင်းကျွေးလိုက်မယ်။ကျုံနဲ့အိမ်ဝင်စားလိုက်လဲလိုက်နဲ့စိတ်ကျင်တဲ့အောင်ကြုတ်လုပ်ပေးပါမယ်။သူ့အပြောကြောင့်မနှက်စာစားနေတဲ့လူတွေနင်းတန်ဖြစ်သွားရတယ်။ရိုးရိုးတန်တန်ကျွေးရင်ရနေတာတောင်းမှကျွေးုံမယ်တဲ့။ခေမင်းဟာလေးကြည်နေလို့ပါ။ဒရိုက်တာကြီးရဲ့ပြောကြောင့်သူရည်ကျင်သွားတယ်။မင်းဟာလေးတဲ့သူနဲ့ဆိုင်သေးတာမှမဟုတ်ပဲ။ကဲပြီးရင်လဲထတော့ရွာလေးသွားတန်းကြမယ်။ဟဲ့သမီး။အော်မှားသွားလို့ပါအဘရဲ့ရွာလေးလင်မယ်လို့ပြောတာ။ထလူရာတွေပါတခါလေးယူခဲ့ကြနော်။ပြီးမှဘာကြံနေညကြံနေမလုပ်နဲ့။ကျုပ်ကစိတ်ရှိတာမဟုတ်ဘူး။လှလေးရောယူစရာကြံသိန်းလို့လား။မကြံခဲ့ဘူးကိုပြူ။ဒါဆိုတော့မယ်လှလေး။လက်ကိုဆွဲကနှစ်ယောက်သားအရှိကထွက်သွားတော့ခစ်တူလဲလူကြီးတွေကိုနှုတ်ဆက်ပြီးအနောက်ကနေလိုက်ခေရှာတယ်။ရွာတွေကလည်းတတရရရှိလာပြီးအိမ်လေးတွေကလည်းတတရရရှိလာတယ်။ရုပ်ရှင်ရရင်သုံးမဲ့အိမ်တွေကိုတခါတည်းဝင်ပြီးပြောပြကအခုအညီတောင်းထားတယ်။ရွာသူရွာသားတွေကလည်းဖော်ရွေကြပါတယ်။ဒါရွာဦးစီတွေပဲ။ဖျားဖူးရင်စီရီရင်မြင်ကနေရွာရဲ့မြင်ကွင်းကိုအပေါ်စီးကနေကျိတ်လိုက်တယ်။စီရီကကုန်းမြင့်ပေါ်မှာတည်ထားတာမို့ရွာတွေကတချို့နေရာတွေကိုမြင်ရတယ်။စီရီပေါ်ကနေစမ်းကြောင်လေးစီးဆင်းနေတာကိုလည်းတွေ့ရတယ်။ရှုခင်းကောင်းပြီးပကြီးကားတစ်ချက်လိုကြည့်လို့လှလာတယ်။အမြင်ရှင်းပြီးဘဝင်အေးစီတယ်။ညနေခင်းမှာဆိုတော့ပိုပြီးအနုပညာဆက်လာတယ်။နောက်ဆုံးအခန်းကိုတော့ဒီမှာရိုက်ရင်ပိုပြီးအဆင်ပြေတယ်လို့ဒါရိုက်တာကပြောလာတယ်။ညနေခင်းနေဝင်စီးစာရဲ့ရှုခင်းပုံကလွမ်းမိုးဝဲကောင်းနေပါတယ်။ကဲညနေဆောင်ပြီဆိုတော့ပြန်ကြဆိုလေ။နေ့ပြန်ကြမှာပဲကျန်တဲ့နေရာတွေလိုက်ပြကြမယ်။သူတို့ဒီလောက်ထိသွားတာကိုရွာကအရှိပိုင်းပဲရှိသေးတယ်တဲ့။တခြားအပိုင်းတွေကနောက်ရက်မှသွားရတော့မယ်။ရွာကအပိုင်းလေးပိုင်းရှိကစီကားပြီးကျင်းဝန်းလာတယ်။ရွာဆိုပေမဲ့မြို့နီးနီးပါပဲ။ဖိုက်စာနေကြရောပေါ့။အိမ်အောင်မှစားကြတော့လှလေးကိုနဲ့အတူစားပြီးမှပြန်တော့။အဲ့ဒီကောင်မလေးကသူ့စကားတိုင်းပဲနေလေစာကိုကျုံတဲ့အိမ်တိမ်မှာဝင်ကျွေးတယ်။ကျုံတဲ့အိမ်ဆိုပေမဲ့သူ့အမျိုးရင်းလို့အေးလာဆိုတဲ့ကောင်မလေးကပြောတယ်။ရင်းရင်းနီးနီးပဲသူတို့ကိုထမင်းကျွေးတယ်။ရွာမှာသားနေတာဒီကောင်မလေးကအမျိုးများပြီးပတ်စံလေးရှိတယ်။လဲရီလေးပိုင်ဆိုင်နေလဲကွင်းနေဘက်သွားတော့ခုလဲကဘသူပိုင်လဲမမီးနဲ့သူတို့ဟာဆိုတာကြီးပဲလဲကွင်းနေဘက်ရှောင်းသွားတော့ကလည်းမျက်စိအေးစီဟာအစိမ်းရောင်လဲကွင်းတွေကိုနေရအနှံ့တွေ့ရတယ်။ဟုတ်ပြောလေဟက်ဆက်ဆက်မီးလာတာကြောင့်ပြောရမှာတော့တွန့်သွားတယ်။ရွာတွေကမပြတ်မိလဲကွင်းနေဘက်ကပြန်လို့ရမလား။လူရှုပ်ပဲရတာရတယ်အဲ့ဒီဘက်ကလူရှုပ်တယ်ပြန်မေးဆိုရင်တော့နည်းနည်းနောက်ကျမှာနော်ရပါတယ်နေဝင်စည်းစာနဲ့လဲကွင်းနေရဲ့အလှကိုလည်းကြည့်ကျင်လို့ပါပြောပုံကလည်းရုံနဲ့မလိုက်လိုက်တာပြောပြီးထွက်သွားတဲ့ကောင်မလေးကိုကြည့်ကမင်းသမီးငွေကြီးဦးကအနားလျှောက်လာပြီးကိုခိတူကတော့အဲ့ဒီကောင်မလေးနဲ့ပြောလိုက်တာအကောကန်အဖက်ခံရတာကြီးပဲနော်ဘာမှလည်းပြတ်မပြောရင်ဒီတိုင်းကြီးပြုတ်နေတာထူးဆန်းနေဝေကြီးတို့ကတော့သူနဲ့လည်းတိတ်မပြောရဘူးသူစကားချွတ်ချွတ်တတပြောတာဆိုလို့ဟိုကောင်မလေးပဲရှိတယ်ဝေကြီးတို့နဲ့ဆိုလူရာထက်ကိုပုံမပြောမျက်နာကိုလည်းတင်းထလိုက်တာကျိုးတာဆိုပြက်လောက်ပြီဟောတော့မပြန်မီနှကန်းတွင်ရုံတစ်ချက်သာပြုံးလိုက်တယ်အရာရာမှပြက်ပြက်တတလောက်တက်ပြီးဘလို့လူမျိုးကမှပြက်ကမပြောနေသူကိုအဲ့ဒီကောင်မလေးကပြောတော့ငွေရီတို့လည်းထူးဆန်းနေတာဖြစ်ပါတယ်သူ့အကြောင်းတွေကိုလူတော်တော်များများကသိထားကြတယ်တီးကြတယ်ပြက်သားတယ်လူဝတ်တန်ထက်ပုံမပြောသလိုသူများအပြောလေးမခံတဲ့သူကဒီကောင်မလေးပြောသမျှကိုအပြုံးနေကြည့်နေနေတာထူးဆန်းနေတယ်မဟုတ်ပါလားဒီရွာလေးကိုရောက်မှသူ့ပုံစံနဲ့ပြောင်းလဲနေတယ်ဆိုတာအကုန်လုံးတတိမထားမိပဲနေမလားဒါရိုက်တာမင်းသားနဲ့မင်းသမီးဆိုတာတွေကသူ့လိုပရိုဂျူဆာနဲ့တော်တော်များများအလုပ်လုပ်ဖူးတဲ့သူတွေဆိုတော့မသိပဲမရှိ
သူ့ရဲ့ကြောင့်ကိုသိကြတယ်သူတို့အတွက်လည်းထူးဆန်းတယ်လို့ကိုတိုင်းမှာထူးဆန်းရတယ်ဘလို့ကြောင့်များသူ့စိတ်တွေပြောင်းလဲကုန်ရတာလေဆိုတာကိုတိုင်းအောင်နားမလဲတော့အထက်ကလူကြီးထောက်လို့ရေးလူကြီးမင်းသားမင်းသမီးထားကြအောင်ခေါ်တဲ့နဲ့တူတကားကိုတတုံးတုံထုနေတာကြောင့်သူတို့အားလုံးနိုးလာကြတယ်ရုပ်ရှင်ဆိုင်ရိပ်နေပြီမို့ညဘက်ပင်မနာနဲ့စကားတော်ရေးလို့မပြောဖြစ်ပေစောစောအိယာဝင်ခဲ့ကြတယ်အခုတော့တကားထုတဲ့ကြောင့်ဘာဖြစ်မှမသိထလာခဲ့ရပုံကိုကြည့်လိုက်တော့မနက်2 နာရီရှိနေပြီဘာဖြစ်လို့လဲစိတ်ပူနေတာကမျက်နှာမှာထင်းသာပေါ်လွင်နေပြီးသူ့ဘေးနာက10 နှစ်အရွယ်ကလေးရဲ့မျက်နှာကလေးပြိုတော့မိန်မို့လို့ခက်မဲ့မဲ့လေးနဲ့မျက်ရည်တွေဝဲနေတယ်အဲ့ဒါတွေနောက်မှမေးပါဗျာလောလောဆယ်ခမ ्या မှာကားပါနေမလားရွာပြင်ဘက်ကိုတွားရအောင်စက်မင်းနေလေဖြီမှာမဟုတ်တာသိနေတာမို့မမေးတော့ပဲကားတော့ယူကထွက်လာကြတယ်တော်တော်ကြာအောင်မောင်းမိချိန်ရွာပြင်ကိုရောက်ကခက်ရဲ့တဲလီရှိမှကားကိုရက်ပြီးသူတို့အားလုံးကိုအဲ့ဒီထဲကိုခေါ်သွားတယ်အတဲရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူတို့အံ့ဩသွားတယ်ဘေးမှာ3 နှစ်ရွယ်ကလေးတစ်ယောက်နဲ့ဖြာမရှိတဲ့ကျမ်းမြင်မှလဲပြီးဘိုက်နာနေတာကြောင့်ကျိတ်မိတ်ခန်းနေရရှာတဲ့ကိုဝင်ဆောင်အမျိုးသမီးယောက်ျားဖြစ်သူကိုအနားမှာမတွေ့ရအများတို့ယောက်ျားလေး2 ယောက်ကသူ့ကိုကားပေါ်တင်ပြီးကြမငွေယူခမ ्या အဲ့ဒီကလေးမလေးကိုခေါ်သွားဘာမှမရှိပေမဲ့ရှိတာလေးတွေကြက်သေးခဲ့မယ်တာဝန်တွေကိုသူမပတာခွဲဝေပေးနေတယ်သူတို့လည်းသူမပြောတဲ့အတိုင်းလှုပ်ရှားတော့တယ်ဈေးရုံရောက်တဲ့ထိဘာစကားမှမပြောဘဲခွဲကန်ရှိကလေး2 ယောက်ကိုဖတ်ထားကပါဇက်ကလည်းတွတ်တွတ်နဲ့ဘာရီရွှတ်နေမှမသိကိုခင်ဘာရီလည်းမသိဘူးနော်မေးကြည့်ပါလားငွေကြီးကမင်္ဂလိပီပီတိကျစိတ်ပြင်းပြနေတယ်သူလည်းသိချင်မိမိအခုချိန်မှမင်းလိုမဖြစ်သေးမှန်းသိနေတော့သူမပြောလာမလားလို့စောင့်ကြည့်နေလိုက်ပါတယ်နိုင်အတော်ကြတော့ခွဲကန်တွေကဆရာဝန်ထွက်လာတယ်ဒေါက်တာအဆင်ပြေရဲ့လားကလေးတွေကကန်ကောင်းတယ်လို့ပြောရမယ်နည်းနည်းလေးသာနောက်ကျရင်တော့ရေမိုးမိအသက်မမိနိုင်တော့ကလေးတွေဆိုတော့မဟုတ်မှလည်းရောဒေါက်တာအမရီပါ2 ယောက်ထဲတောင်မဟုတ်ဘူး3 ယောက်တောင်ဒေါက်တာရဲ့စကားကြောင့်ပြူဟာဝမ်းသာဝမ်းနဲ့ဖြစ်သွားရကမျက်ရည်တွေကျလာတော့တယ်ဘာမပြောညာမပြောနဲ့ငိုနေတဲ့သူမကြောင့်သူတို့လည်းဘာလို့လို့ဘာကိုင်းရမှန်းမသိတော့သူမငိုတော့ကလေးတွေကပါငိုမဲမဲနဲ့ကလေးကအမွှာ3 ယောက်တဲ့သူ့ယောက်ျားသားရှိရင်ပြောနေရှာမှာသူမစကားကဘာကိုရည်ရွယ်မှန်းမသိခမ ्या တို့ကိုဘာမှမပြောထားတော့သိကျင်နေမှာပေါ့တကယ်တော့မန်းတွေယောက်ျားကိုပါထူကကျုပ်တို့လဲမှာလောက်တာအခုကလေးတွေကိုဝင်ရှိတဲ့ချိန်မှာလဲလုံရင်းနဲ့ပိုးတီပြီးစုံသွားတာသူသားနဲ့သမီးကိုရှင်ပြူနာတာလုပ်ဖို့ဆိုပြီးစူးစမ်းလှရှာပါတယ်မန်းတွေကိုဝင်ရှိချိန်မှာစုံသွားရှာပြီးမိသူခမ ्या မသိလိုက်ကြဘူးမန်းတွေရောကိုပါထူပါအမျိုးတွေမရှိကြဘူးပြီးတော့အခုမန်းတွေမှာကိုပါထူပါမရှိတော့ကျုပ်တို့ရွာပြီးစောက်ရှောက်ထားတာဒါပေမဲ့လေတာဝန်ရှိတဲ့သူတွေကကျုပ်တို့မဟုတ်လားအတိကကျွန်တော်ပြောချင်တာသူ့မွေးစီကိုသူ့ယောက်ျားဆုထားတဲ့လောက်အားကနဲ့ပေးတာလို့ပြောပြီးကလေးကိုလက်တယ်နဲ့မွေးဖို့ပဲသူကဆုံးဖြတ်ထားတာရွာတွေကလက်တယ်ကတခြားရွာရောက်နေလို့သူသားလေးကကျုပ်ကိုလာပြောလို့သိရတာရွာထဲမှာနေဖို့ခေါ်ပြီးမိသူကရွာပြင်မှာပဲနေချင်တယ်လို့ပြောလို့လေဆောက်အနီးနဲ့တဲလီထိုးပိတ်ထားတာတရက်ခါမှသူတို့လည်းသိရတော့တယ်ဒီလိုဆိုပြန်တော့လေသူမလေးစိတ်တက်ကလေးစားစရာသူတို့တောင်းဝင်ကြောင်းလို့ပြောနေပေမဲ့သူမလေးစိတ်ထဲမှာစာနာတနာစိတ်တွေရှိနေတာတွေ့မြင်ရှာပါတယ်မနေ့ရောက်တော့ဆေးရုံမှာရွာကလူတွေနဲ့ပြည့်နေနေတယ်ကလေးလေးကချစ်စရာလေးတွေဟဲ့မက်နွေညီကလေးကျုပ်တို့ကိုပေးမလားမိနေတဲ့မက်နွေကတော့ခန်းနှွမ်းအပြုံးလေးနဲ့ခေါင်းခါလိုက်ပါတယ်ကျုပ်တို့ကစတာပါတော့ညီပါစားကြလေးမှားလိုက်ကျုပ်တို့ချက်ပေးမယ်တယောက်တစ်မျိုးစကားတွေနဲ့စူညံနေပါတော့တယ်အဲ့တွေ့ချိန်ပြီးပြီဆိုတော့လူနာရှင်ရလွင်အကုန်အပြင်းထွက်ပေးကြပါနော်ဆရာဝန်ရဲ့အတန်းကြောင့်အတီးတီပြန်သွားကြတော့တယ်သူမလေးနဲ့သူသားကြံခဲ့တော့တယ်လုံမီပြူညီမလေးအခုမွေးစေးကကိုထူးရဲ့လောက်အားကားဆိုတာဟုတ်ရဲ့လားကွယ်ဒီလောက်ထိမများတော့ပါဘူးဟုတ်ပါတယ်မက်နွေရဲ့ကိုထူးကသူသားနဲ့သမီးရှင်ပြုဖို့ဆိုပြီးကျုပ်တို့စီမှာစလုပ်ခရေကစုထားတာတွေပါမက်နွေမွေးစေးပေးပြီးတဲ့ပြင်ရှင်ပြုဖို့ကကြံသေးတယ်ကျုပ်တို့လည်းစောက်ပြီးနေပြီးတဲ့အတွက်အဘတို့အမေတို့ကတတ်ပေးသေးတယ်အဲ့ဒါကြောင့်များနေတာပါမက်နွေမယုံမိမိသူမစကားကိုဘာမှပြန်မပြောတော့မက်နွေနားတော့လေကျုပ်လည်းရွာခဏပြန်အောင်မေအဘနဲ့အမေတို့မက်နွေစားဖို့လောက်ခိုင်းမလို့ဒုက္ခမရှာပါနဲ့ကွယ်ခမ ्या စောင့်နေလို့ရတယ်မလားကျုပ်ရွာပြန်ပြီးတော့တယောက်လွှတ်လိုက်မယ်အဲ့ဒီကြမှာပဲပြန်ခဲ့တော့မက်နွေစကားကြရင်စိမကောင်းဖြစ်နေမှာဆိုလို့သူမစကားလမ်းကြောင်းလွှဲလိုက်မယ်သူသိပါတယ်ဝေရီတို့ကရိုက်ကွင်းရှိတာမို့ပြန်သွားကြပြီသူတို့ကြောင့်ရွာကလူတွေမက်နွေခလေးမွေးတာကိုသိပြီးရောက်လာကြတာဖြစ်ပါတယ်ခလေးတွေလည်းဝေရီတို့နဲ့တူပါသွားတယ်ရပါတယ်မက်နွေသူနဲ့နေခဲ့နော်ဒီမှာတခုခုဆိုကျုပ်ကိုလှမ်းပြီးအကြောင်းကြားလိုက်အိမ်ဖုန်းနံပါတ်ကိုမက်နွေသေးတယ်ပြောစရာရှိတာပြောပြီးသူမထွက်ခဲ့တော့တယ်ရွာကလူနာဆောက်ဖို့လူလာမာကိုစောင့်ရင်မက်နွေကသူမအကြောင်းပြောနေတာမို့သူစိတ်ဝင်တစားနဲ့နားထောင်မိပါတယ်
ဆေးရုံကဆင်းလာတော့သူ့မရိုက်ကွင်းစီမသွားနိုင်ပေသူမလေးအလူကြောင့်ကုညီလောက်ကင်ပေးနေကြတယ်သူများဟုတ်သာခိုင်းခဲ့တဲ့သူဟာအခုတော့သူမလေးလက်အောက်မှာရှောင်းနေကြပြီဘာမှမဆိုင်မိမိသူမလေးစကားကိုနာခံနေမိတာကိုတော့နားမလဲတော့ချစ်နေလို့လားဆိုပြန်ရင်လေမဟုတ်ပြန်ဘူးဘာကြောင့်မှမသိပေမဲ့ရင်ကုန်နေတာကိုတော့မညချင်းအချင်းဆိုတာအချင်းခဏလေးနဲ့ဖြစ်ပေါ်လာနိုင်လားသူမသိဟိုလူကြီးကျုပ်ကိုမြို့ပေါ်ခဏလိုက်ပို့ပြီးခလေးတွေတက်လို့ရဝဲကျန်လို့သူ့ကိုခေါ်ပုံကကောင်းကောင်းခေါ်တာမဟုတ်စိတ်မရှိတဲ့ပုံနဲ့ဇူအောင်အောင်လေးမှုအသေးရစရာကောင်းလာပါတယ်လိုက်ပို့မယ်လေခဏဆောင်ရွာတွေကလူတွေကလည်းပတ်စံလာပေးကြအောင်ပါဟုတ်သူမကောင်းညနာခံယုံကလွဲလို့ဘာမှမတက်နိုင်တော့အချိန်တော်ကြတဲ့တိရွာတွေကလူတွေကရောက်မလာတော့သူမမျက်နှာအခြေအနေကရာသီဥတုမကောင်းတော့ဟုတ်တော့လုံမီမသွားသေးဘူးလားဘယ်သွားရအောင်မလဲအခုချိန်ဒီနေရာကနေကိုမရွှေ့ရသေးဘူးအမေကြီးရွာတွေကလူတွေပေါ့စောက်ဆိုလို့စောက်နေတာကျုပ်ရဲ့စိတ်ရှင်မှုစမ်းသပ်နေသလားပဲဒေါသဆွနေတဲ့သူမအတန်ဆူဆူလေးကြောင့်ရွာတွေကလူတွေအပြေးတစ်ပိုင်းနဲ့ချက်ဝင်းနဲ့ဝင်လာကြတယ်လာပါပြီကုပြူရဲ့ဒီနေ့ရိုက်တဲ့အခန်းလေးသဘောကျလို့ကြည့်နေလို့ပါတော့ကားထွက်လိုက်ကြည့်ရတာပဲမင်းသားမင်းသမီးရောပါလာတဲ့လူတွေရောအကုန်မသိသေးဘူးရွာမှာလေးကြောက်ဦးမှာနောက်ရက်ကြည့်ရနေတာကျုပ်စိတ်မရှိတယ်မှသိရဲ့နဲ့အေးပါတော့ငါတို့မှလို့တောင်းမှန်ပါတယ်သူမစိတ်မရှိတာမှန်ပေမဲ့ရောပုံကသူတို့တွေအကုန်အခုပဲတေးရတော့မလို့နဲ့ဒီကောင်မလေးနဲ့သာကြကြနေရင်ခေရည်စီတယောက်တေးရရှင်ရအပြောဆိုခံရနဲ့လွယ်တော့မလွယ်စိတ်မရှိတတ်တဲ့သူ့ပုံစံကသူမနဲ့ကြမှစိတ်ရှိလာသလိုပါခလေးတွေကအခုမှတေးသေးငငယ်လေးတွေကိုပစ္စည်းတွေဝယ်တာများစုံလို့မသိရင်သူ့ခလေးတွေဝယ်တာကြလို့ကားတစ်စီးလုံးပြည့်လူဓာတွေဝယ်ပြီးပြီဆိုတော့မင်းပိုက်စားလားတခုခုစားကြမလားကျုပ်ပိုင်းမစားဘူးလိုအပ်တာတွေဝယ်တာမှတ်မိမိဘာလို့သိလဲဆိုတာခမစဉ်းစားကြည့်ပါဦးသူမပိုင်းမစားပေမဲ့သူစားနေတာမို့သူမအပြောကြောင့်စားနေတဲ့ဘိုက်ကပြောက်ကဒေါသထွက်ချင်ချင်းစကားကိုကောင်းကောင်းမွန်မွန်ပြန်မပြောနိုင်မီဘူးကက်လန်ပြောလိုက်တော့တယ်မစဉ်းစားတတ်ဘူးငါကလေးမမွေးဘူးလို့ဘာတွေထက်လို့မှမသိလို့မင်းဝယ်လာတာကားအပြေဘာထက်လို့မှလဲဟာခမစကားပြောတာရှင်းလာကြည်လားကျုပ်ကဘာမကြိမ်နဲ့တာလေးတဲ့ပြောပြီးတော့ပြောဦးမယ်ခမကခလေးမမွေးဘူးတယ်လို့ကျုပ်ကလည်းအပြူအေးလူပြိုလေးပြစကားကရှင်းမလို့နောက်မလို့ခမမိကိုခမမျက်နှာကြည့်ုံနဲ့ဗိုက်စာနေမှန်းလေးသိတယ်မနှွေစီဝင်အောင်မှာစီးုံရောက်မှာစားလို့ရတယ်ဒါကြောင့်မပြောတာအောင်ယောက်ျားတံမေဟိုရွက်ဒီရွက်နဲ့နောက်ဆိုအိမ်ကကျွေးဝါအောင်စားဟိုလူရှက်တယ်လို့ဒီလူအားနာတယ်လို့လာမလုံနဲ့မဲကရွက်ကသူ့ကိုပြောပြီးစူပုတ်ပုတ်မျက်နှာလေးတစ်ဖက်ကိုလှည့်ကလက်ကန်းပူပူလေးကလှုပ်လို့ခတ်တူတူပြောဆိုနေတာတွေကိုသူမကြားပေမဲ့မှန်သေးကမြင်နေရတဲ့ပုံစံလေးကြောင့်စိတ်ဆိုးဒေါသထွက်နေတာတွေပျောက်ပြီးသူ့မျက်နှာကိုကြည့်ုံနဲ့ဘာဖြစ်မှန်းသိနေတဲ့သူမကြောင့်စိတ်လှုပ်ရှားကကြည်နူးမှုတွေဝင်ရောက်လာပြီးမျက်နှာမှာလည်းအပြုံးခတ်ပပလေးကထိတ်ဟက်လျက်ရှိပါတယ်။ Cat ဒီနေ့တော့ဒီလောက်ပဲနေလဲစောင်းပြီ။မနေ့ဖြန်ဆက်နံပါတ်19နော်။ဟုတ်ကဲ့ပါဒါရိုက်တာကြီး။ဒါနဲ့ရှူတင်ကိုကိုခေဒီနေ့လာမတွေ့ဘူးနော်။ဘယ်တွေ့မလဲမင်းသမီးရဲ့လုံမီပြိုနဲ့မြို့ပေါ်တက်ပြီးကလေးတွေလိုအပ်တာတွေတောင်းဝယ်တာလေ။ကျုပ်တို့တော့ပတ်စံသွားပေးသေးတယ်။နှစ်ယောက်တည်းသွားတယ်ဆိုတာကြောင့်ရုပ်စီစီနဲ့တယောက်ကိုတယောက်အတိတ်ပဲပါကြည့်လိုက်ကြတယ်။မနေ့ဖြန်မှဆက်ပြီးလာကြည့်ကြတော့နော်။ကျွန်တော်တို့လည်းသွားနာတော့မယ်။ဒီနေ့ရိုက်ကွင်းကပြီးပြီ။ဒါရိုက်တာကြီးရဲ့ပြောကြောင့်ရွာသူရွာသားတွေလည်းပြန်သွားကြတယ်။ငွေကြီးတို့လည်းကြတော့ဒီရွာလေးအပေါ်တန်ရုံးစင်ရှိလာတယ်လို့ရုပ်ရှင်ပြီးသွားလို့ပြန်ရောက်မှကိုတွင်းမိရင်ဆွေးသွားရတယ်။အပြောဆိုပွင့်လင်းပြီးဖော်ရွေမှုတွေကြောင့်တောရွာလေးကိုသူမနှစ်သက်ပါတယ်။ကိုခင်းနဲ့အဲ့ဒီကောင်မလေးကမရိုးဘူးနော်။ဒီရောက်မှကျွန်တော်တတိထားမိနေတာ။အဲ့ဒီကောင်မလေးနဲ့ဆိုကိုခေကပုံစံကြီးပြောင်းပြောင်းသွားတယ်။မင်းသားနဲ့မင်းသမီးကစနေတာကြောင့်ခလေးရှက်တော်ကိုလူကြီးရှက်တော်ရဲ့ဆိုတယ်လို့သူမှရှင်းနေရှုံကလွဲလို့ဘာမှပြန်မပြောနိုင်တကယ်လေသူ့ပုံစံတွေပြောင်းနေကသူမလေးနဲ့ပတ်သက်ရင်မယုံတာဒါပေမဲ့အချက်လို့တော့အခုချိန်ထိကိုဝိမခံရဲသေးဒါကိုအချက်လို့လေအတိတ်ပဲမဖွင့်နိုင်သေးဘူးသူများနဲ့မတူကွဲပြားတဲ့ပုံစံလေးကြောင့်စိတ်ဝင်စားသဘောကျမိပြီးจิตကန်ကအပြောလေးတွေအောက်မှာမငင်းနိုင်ဖြစ်နေကြတာဘာကြောင့်လဲဆိုတာသူမသိပုံမြည်လာတဲ့ကြောင့်သူ့အတွင်းတွေလွင့်စင်ကဖုံးကန်လိုက်ချိန်မှာတော့မျက်နှာကအပြုံးနေပါပြက်ွယ်သွားရပါတယ်မမေအဆင်ပြေရလားမမေအဆင်ပြေပါတယ်သားရဲ့အဆင်ပြေပါတယ်သားပြောနေတာမိမိပုံစံကအားမရှိတယ်လို့ပဲအစားအသောက်ကိုစင်ကြင်မှာအရာရာကယူဆိုင်ပါလို့တောင်းပါခဲ့တာမမေကသားကိုအပန်းဖြေဖို့လှုပ်ပြီးမမေတယောက်တည်းဒီမှနေစားကျင်တာစားပြီးအပန်းဖြေချင်နေခဲ့တာသားကမတွေးမိလိုက်ဘူးခလေးတယောက်လိုမိခင်ကိုစိတ်ပူစွာနဲ့ကျူပူနေတဲ့သားကြောင့်သူ့မှာနမ်းလျက်နေတဲ့မျက်နှာထက်ကြည်နူးမှုအပြုံးလေးတစ်ပွင့်ဆင်ပြန်ရှင်နေမဟုတ်ပါဘူးသားရဲ့မမေကလေတော်ပြီဘာမှထပ်မပြောနဲ့
ကိုကိုပြန်မသွားတော့ဘူးမမေအနောက်မှာပဲနေတော့မယ်မနေကြတော့သွားခိုင်းမယ်လိုအပ်တာတွေလောက်ခိုင်းမယ်မမေအဆင်ပြေပါပြီဆိုသားရဲ့သားအလုပ်သားလုပ်ပါအဆင်ပြေလေစိတ်မချပါဘူးမမေရာသားမှမမေတယောက်တည်းရှိတော့တာဘသူကအမေနှစ်ယောက်ရှိနေလို့လေသားရဲ့မမေသားကိုမစနေဗျာဒီမှာစိတ်ပူနေတာအလုပ်ထက်မမေကအရေးကြီးတယ်ဗျတော့ကြသားပြန်သွားရင်မမေလှုပ်ချင်တာတွေလုပ်နေမှဖြစ်စိတ်ထဲကနေအေးမိကိုသာအကြိမ်ကြိမ်အပြစ်တင်နေမိတော့တယ်သူမမသွေးလို့ရှိမှန်းသိရဲ့နဲ့ဘေးရင်ကအုံနှုတ်ခေါက်ဆဲပေးတာကိုယူထားပြီးမနှက်စာပြင်းကျွေးတာကိုကလည်းအုံနှုတ်ခေါက်ဆဲကြိုက်တဲ့သူဆိုတော့ယောဂရှိတာကိုမေ့ပြီးစားမိရောဖြစ်ချင်တော့အဲ့ဒီနေ့ကနေအပူရှင်ကခက်ပြင်းပြင်းရင်ဒီကြားတဲ့မိကပြတ်သွားတော့အဲကွန်းကမအေးပဲအုံနှုတ်ခေါက်ဆဲစားထားတာရဲ့အပူရှင်ရဲ့ပေါင်းပြီးလူကတတိလက်သွားတယ်ကံကောင်းလို့တေးကဲမရောက်ပဲအသက်ပြန်ရှင်လာတာဒါကိုတင်းကဘလို့ပြောတယ်မသိသားကတဲတန်ပြရောက်လာပြီးရောက်ခရဲကခုချိန်ထိပြောဆိုနေတာမမောမပန်းနိုင်ပါကဲပါနေချင်းတပားဆိုလဲနေတော့ဒါမဲ့တခုတော့တောင်းဆိုခြင်းနေဒါလေမမေအုံနှုတ်ခေါက်ဆွဲတွေထက်ဆောင်မလို့လားခေရည်စီငါမင်းအမေနော်မင်းစိတ်ပူတယ်လဲပြောသေးတယ်တွတ်နဲ့ပြောမပြီးတော့ငါနားအောင်မေဒီတခါမှသူမမေကိုပြောနေတာကြာသွားမှန်းသိတော့တယ်ဟာ sorry မမေ sorry ဒါဆိုသားလေးအခန်းထဲသွားတော့မယ်မမေစေးတောက်ပြီးအိတ်တော်နော်အေးသွားတော့ပြောချင်တာတွေပြောဆိုချင်တာတွေဆိုတော့ကအချိန်ကြာနေတာကိုတတိမရမမေကသူ့အပြောတွေကြောင့်နားချင်တာမနာရတော့စိတ်မရှိတဲ့အတန်နဲ့ခက်မှန်မှပဲသူ့ကိုသွားခိုင်းတော့ပြုံးပြီးထွက်လာရတော့တယ်ခုနကမမေကိုစကားတွေပြောနေတော့ဘာမှတတိမထားမိပဲအခုချိန်ကျတော့နှလုံးသားကလွမ်းဆွေးတယ်လို့တတိယစိတ်တွေတရိပ်ရိပ်နဲ့မျက်လုံးထိပ်ဟိုကောင်မလေးကိုမြင်အောင်လာတော့တယ်အခုသူမလေးဘယ်လိုနေမလဲဟိုလူကြီးလို့ခေါ်ပြီးသူ့ကိုများရှနေမလားမမေကိုစိတ်ပူနေတာကြောင့်သူမလေးတို့ကမပြောဘဲညာရင်းချင်းထွက်လာခဲ့ရတာဆိုင်းသူစော်တို့တော့ပြောလောက်ပါရဲ့မနှက်စာလာစားချိန်ဟိုလူကြီးကိုမတွေ့ပြီးတော့ကားလေးမရှိနေမှုသူမစိတ်ထဲဘယ်သွားလဲသိချင်နေတယ်ဒါပေမဲ့မေးဖို့ကြတော့လည်းမရှိမောင်ခေရီစီရောသူမသိချင်နေတဲ့အကြောင်းကိုမမေကမေးလိုက်တာမို့ပြေလာမဲ့အပြေကိုမျောလင့်တကြီးစောင့်နေလိုက်တယ်ကိုခေမမေမနေ့ကမေးလဲလို့ဆိုပြီးတော့ညကပဲညာရင်းချင်းပြန်သွားတယ်အန်တီအပြေကြောင့်သူမရှင်နေဟာသွားတယ်လို့တကူကူဆဲတုတ်ခံလိုက်ရတယ်လို့ဘလို့ခက်စားချက်ကြီးမှမသိပေမဲ့စိတ်ထဲဝမ်းနေကငိုကျင်သွားတယ်တန်ရုံးစင်ဖြစ်လွယ်သူမို့ခက်ကွက်နေပေမဲ့တန်ရုံးစင်ကျိုးတွေကချိန်နောက်သွားပြင်ပြီးထင်နေစားလက်စားထမင်းကိုဆက်မစားတော့ပဲနေရာကထထွက်ခဲ့တော့တယ်ကိုပြူဘဲလေလှစီကိုလာတာလားခြေလန်းတွေကသူမစီကိုဥတီလာနေတာမဟုတ်မှန်းသိရဲ့နဲ့မေးလိုက်ပေမဲ့လုံမီပြူဆိုတဲ့သူမလေးကမျက်နှာမကောင်းကသူ့မိကုံကိုမဖြေတယ်လို့လှမ်းလို့တော့မကြည့်ဘာရီဖြစ်လာမှမသိပေမဲ့တခုခုခန်းစားနေရတယ်ဆိုတာကိုတော့ရှိမိပါတယ်သူမအမေကိုတော့မကြားနိုင်လောက်အောင်ဘလောက်ထိများခန်းစားနေရတယ်မသိလမ်းလျှောက်ရင်သူနဲ့အတူသွားခဲ့တာတွေကိုမျက်လုံးနဲ့မြင်အောင်ကဝမ်းနဲ့စိတ်တွေကတုံးလာရပြန်နေအိမ်မနီလည်းမဖြစ်လက်လျှောက်ပြန်တော့လေတတိယနဲ့ကိုအံ့ဩစိတ်ပြက်မိတယ်ရွာဦးစီရီစီရောက်ပြန်တော့လေသူ့စကားတန်တွေကိုနားရိပ်ပြန်စားနေရပါတယ်မဟုတ်သေးပါဘူးလုံမိပြူမင်းဘာဖြစ်နေရလဲသူနဲ့မင်းဘလောက်ထိရင်းနှီးပတ်သက်ခဲ့ဘူးလို့တတိယနေကြတာလေမင်းယောက်ျားလေဘာရိခက်စားနေပြန်တာလေကိုအားပေးနှိမ့်သိပ်ပြောဆိုနေပေမဲ့သူဟာယောက်ျားမဟုတ်မှန်းသိနေတယ်လို့အခုချိန်မှာစိတ်တွေကမိန်းကလေးတဘာဝနှုတ်မဆက်ပဲပြန်သွားတဲ့သူ့အပေါ်စိတ်ဆိုးစိတ်ကောက်ခြင်းနဲ့အတွင်းနဲ့တူမျက်ရည်တွေစီးကြကလေကွင်းပြင်တွေကိုငိမ့်ကြည့်နေမိတယ်။ကြွားရဲရမပြင်းမင်းလေကွင်းဒီဘက်ကပြန်လို့ရမလား။ရတာကရတယ်။ရှင်ကလူရှုပ်ပဲ။ရတာရတယ်။အဲ့ဒီကပြန်မင်းဆိုရင်တော့နည်းနည်းနောက်ကြမှာနော်။ရတယ်။နေဝင်စည်းစာနဲ့လေကွင်းတွေရဲ့အလှကိုလည်းကြည့်ကျင်လို့ပါ။နေဝင်စည်းစာကိုကြည့်ကျင်တဲ့သူ့အတန်တွေကအနားနားမှာကပ်ပြောနေတယ်လို့ဘာမှဆိုင်တာမဟုတ်ပဲရင်းနှီးမှုလည်းမရှိတဲ့လူတစ်ယောက်ပေါ်တရက်လောက်လေးခွဲရတာကိုတတိယလွမ်းစိတ်နဲ့ဝမ်းနေပြီးတာသူမစိတ်မှာမှန်သေးရဲ့လားတယောက်တည်းအတွေးတွေနဲ့ရှုပ်ရှက်ခက်နေကဘာလို့ဘာကိုင်းရမှန်းမသိတော့အရင်ရက်တွေကလို့တက်ကြွမှုမရှိပေလူကလေးတိလေးကန်နဲ့လမ်းလျှောက်ရင်ခြေထောက်တွေတော့မသိနိုင်တော့ပါဘူး၃ရက်လောက်နေတော့ကားတန်ကြလို့သူပြန်လာပြီလို့ထင်နေထွက်ကြည့်တော့သူမဟုတ်တာမို့အိမ်ထဲပြန်ဝင်မှုပြင်ချိန်လုံမေသမီးဧည့်သည်ဘို့လက်ဖက်ရည်လေးနဲ့လက်ဖက်တုံလေးရှူလာခဲ့ပြီးပါအောင်ကွယ်စိတ်ရှုပ်ပါတယ်ဆိုအမေတို့ကအလိုက်မသိဟုတ်ဘန်းတစ်ခုနဲ့ရင်တွေးဦးလက်ဖက်ပကံတို့ကိုတင်လာတဲ့ကောင်းမလေးကိုကြည့်ပြီးတော့ကိုခေသဘောကျနေတာဒီကောင်းမလေးပါလားလို့တွေးမိပြီးပြုံးလိုက်တော့တယ်သူခမဒီရွာလေးကိုပြန်လာချင်တာတော့အမေဖြစ်သူကိုစိတ်မချတာနဲ့မလာဖြစ်ပဲသူ့အစားလာရတာဖြစ်ပါတယ်သူ့အကြောင်းသူမိတ်ဆက်နေတာတော့အဲ့ဒီကောင်းမလေးကသူ့ကိုရှိတယ်လို့တော့မထင်အေးပေါ်လေမိပါဆိုတာအရေးကြီးတာကိုဘသူပဲလာ
အန်တီတို့အိမ်ကတော့တဲလို့ရပါတယ်ဟုတ်ကဲ့အမေကျုပ်အထဲပြန်ဝင်လို့ရပြီလားဟဲ့ငါအညီးဝင်သွားနေပြီထင်နေတာအမေများခိုင်းစရာရှိမလားလို့ကျုပ်ကရက်ဆောင်နေတာစောစောတွေကပြောရော့ပေါ့ခြေထောက်ညောင်းနေဧည့်သည်တွေဆိုတာလေခဏခဏလာတာအလက်ကိုရှုပ်နေတာပဲပြောချင်ရပြောပြီးဝင်သွားတဲ့သမီးဖြစ်သူကြောင့်သူမရောက်လာတဲ့မန်နေဂျာစူးကျော်ကိုအားနာကြည့်နဲ့ကြည့်လိုက်မိတယ်အားနာလိုက်တာမောင်စူးကျော်ရဲ့သမီးကအဲ့ဒီလိုပဲပါဇက်ကသာပြောတာစိတ်ထားလေးကကောင်းရှာပါတယ်ရပါတယ်အန်တီရဲ့ကြည်တာနဲ့စိတ်ထားကောင်းမိမှသိပါတယ်အချိန်တွေလားတွေသာကုန်လွန်သွားတယ်သူပြတ်မလာခဲ့ရုပ်ရှင်အောင်ရိုက်ပြီးလို့ပြန်ကြတော့မေသူ့အရေးရောင်တော့မတွေ့ရရိုင်းသူစောနဲ့လှလေးတော့ချစ်သူတွေဖြစ်သွားကြပြီပြန်တော့မှမို့အလွမ်းတဲနှုတ်ဆက်နေတဲ့သူတို့ကိုခက်ငင်းငင်းလေးကြည့်နေမိတယ်မကြခင်မိဘတွေနဲ့တူအေးလာစီကိုပြန်လာခဲ့မယ်နော်လှမျောနေမယ်နော်ကိုအားလုံးမေကျွန်တော်တို့ပြန်တော့မယ်နော်ရွာကလူတွေရောပြန်နှမ်းမဲ့လူတွေပါမျက်ရည်တွေဝဲလို့ကြတော့သူတို့လေခင်မင်မှုတွေတိုးပြီးတိုင်ရောစင်တွေဖြစ်ရှာပြီးပေါ့လှလေးကချစ်တဲ့သူနဲ့ခွဲလူငူတာအကြောင်းမဟုတ်ပေမဲ့အခုချိန်ဒီနှုတ်မဆက်ပဲပြန်သွားတဲ့သူကိုတန်းတာနေမိတဲ့သူမစိတ်ကတော့ထိုးဆက်လုံးမာတယ်မတိမသားနဲ့သူမပုံစံတွေလေတပြေးပြေးပြောင်းလဲလို့စပင်းနေတောင်ရှိလာတာတော့မညက်ဖြစ်တော့သူရောအခုချိန်ဘယ်လိုနေမလဲစကားတော့ကောင်းကောင်းမပြောဖြစ်ပဲတန်ရုံးစင်တွေ့ပြီးလွမ်းဆုံနေတဲ့သူမကိုသူမစိတ်တူလာပြီးဘာမဆိုင်ညမဆိုင်သူ့ရှေ့လာငိုနေတဲ့လှလေးကိုကြည့်ပြီးအခုမှငိုးမနေနဲ့ဧည့်သည်ဆိုတာလာပြီးရင်ပြန်มาပဲကိုရွာကလူမဟုတ်ပဲမြို့ဝလူကိုနေချစ်နေတာဟိုကပြန်လာရင်နေကန်ကောင်းလို့ပဲပြန်လာမှာမဟုတ်ဘူးသိလားအခုငါအိမ်မှာလည်းမငိုနဲ့ပြန်တော့အေးလာငိုနေတာတော့ဘယ်ရောက်သွားမှမသိတော့မျက်ရည်တုပ်ကရှက်စိတ်တွေကြောင့်ပြိုတို့အိမ်ကနေပြေးထွက်ခဲ့တော့တယ်ပြိုပြောတာမှန်လားတလူလူရှိတာကြောင့်အေးလာရွာတွေကလူတွေကိုမျက်နှာမပြရဲတယ်လို့ဖြစ်ရတယ်ရွာကလူတွေကတော့အပြစ်မမြင်တယ်လို့သူမကိုယ်တော့တနာနေကြတယ်သူပြန်လာမလားလို့မျှော်ရတာလေအခါကမနှွယ်ကလေးတွေတော့အရွယ်ရောက်လို့ရှင်ပြုတ်တော်မေသူ့အကြောင်းမကြရမနှွယ်တောင်းဆိုမှုကြောင့်ဝေရီဦးကိုခိရီကြီးသူမနဲ့ချစ်သူဖြစ်ခဲ့တဲ့ရှိုင်းသူစောနဲ့ရုပ်ရှင်အဖွဲ့တွေလာမလာမသိပေမဲ့လူကြုံနဲ့အလိုဖိတ်စာလေးတွေပေးလိုက်ပါတယ်အခုဆိုပြူဟာသူမမြင်ချင်ခဲ့တယ်လို့မိန်းကလေးပုံစံဖြစ်လာခဲ့တယ်ဘသူကြောင့်ဘလို့ပြောင်းလဲသွားတယ်မသိပေမဲ့တော်တော်လေးလှလာကမနှွယ်အလူမပြူဟာကုန်းနောက်ကိုင်းမှဖြစ်ပြီးသူမကတော့ပန်းနောက်ကိုင်းရမှမို့ရွာကလူတွေကပြိုဘလို့ထွက်လာမလဲဆိုပြီးစိတ်ဝင်တစားစောင့်နေကြတာဖြစ်ပါတယ်ရမလာမနှစ်အထိကူးပြောင်းကတနစ်ကျော်ဆိုတဲ့အချိန်ကိုရောက်လို့အဲ့ဒီရွာလေးမှာရိုက်ခဲ့တဲ့ဇက်ကားကလေးတော်တော်လေးပေါက်ခဲ့တယ်အချိန်တွေကြာတဲ့အထိသူမလေးကိုမိမိရခဲ့အလုပ်တွေတဖြည်းဖြည်းများလာတာနဲ့ရွာဘက်ကိုမရောက်ဖြစ်တော့စုံတွင်းမှုကဘလောက်မှမကြပေမဲ့တတိယလွမ်းတဲ့စိတ်တွေကတော့အခုချိန်ထိရှိနေစေဒါဒီမှာဖိတ်စာလေးရောက်နေတယ်ဘာဖိတ်စာလဲမမေသားဖက်ကြည့်ပေါ့ညောင်မင်လာရွာကတဲ့မမေပေးခဲ့တဲ့ဖိတ်စာကိုဖွင့်မဖက်သေးပေညောင်မင်လာရွာဆိုတာသူမလေးနေတဲ့ရွာမို့သူမလေးရဲ့မင်္ဂလာဆောင်ဖိတ်စာဖြစ်နေမလားဆိုပြီးသူ့မိစိတ်ဝင်လာတယ်စာရိုက်ထဲကဖိတ်စာကိုပြေးပြေးချင်းဆွဲထုတ်ကရွှေရောင်စလုံးလေးတွေကိုမြင်ရချိန်သူ့ရင်တွေအစမတန်ခုန်လာတော့တယ်ဖိတ်စာလေးအိတ်ထဲကထွက်လာတော့မှဖက်ကြည့်ပြီးသူ့ရင်ထဲကအလုံးကြီးကျသွားတော့တယ်တကယ်တော့မနှွယ်ရဲ့အလူဖိတ်စာပဲသူမလေးရဲ့မင်္ဂလာဆောင်ဖိတ်စာဖြစ်နေမလားဆိုပြီးစိတ်ပူလိုက်ရတာ။အော်မနှွယ်ကလေးတွေတော့အရွယ်ရောက်လာပါရောလား။သူမလေးပုံစံရောပြောင်းလဲနေမလား။အရင်တိုင်းမဲလား။အတွင်းနဲ့ပုံဖော်ကြည့်နေပေမဲ့သူပုံမဖော်နိုင်ဖြစ်နေကြတယ်။အချိန်ကြာလာတာနဲ့မြောက်သူ့ရင်နဲ့သူမလေးကိုနှစ်ကာချစ်မိနေတာကိုသိပြီးမမေကိုတော့ဖွင့်ပြောခဲ့သေးတယ်။မမေကလည်းသူမလေးအကြောင်းကြားပြီးသဘောတွေကြလို့ရွာကိုသွားမယ်တကယ်ကဲလောက်ကသူမအားတာနဲ့မသွားပြတော့အခုတော့မရရအောင်သွားတော့မေးလွမ်းရက်တွေရှိတော့မြင်းချင်းစိတ်ကပြင်းပြလာပါတော့တယ်။ပြူလုံမေပြူအေးရှိကခေါ်တဲ့ကြောင့်သူမကမန်းကရန်ထိုင်ရတော့ထုံးစံမပြတ်သမီးအိုးကိုတိုက်မိသွားပြန်နေအရှိရောက်တော့လုံကြီးမဝစ်တက်ဝစ်ထားပြီးလမ်းမြင်မြင်လျှောက်တာကြောင့်တုတ်ပြီးချိခေါက်လေးကတကားပေါင်နဲ့တိုက်မိသေးတယ်။လုံမေပြူတို့ကဘလူဝဲနေထိမိခိုက်မိရမှနေသားထိုင်သာရှိတာမျိုးပါ။ပြူရဲ့နေကိုကြည့်ရတာငါတော့တော်တော်နာတယ်။လှလေးရဲ့စကားကိုဘာမှပြန်မပြောဘဲခေါင်းကိုပွတ်နေလိုက်တယ်။ဘာကိစ္စလားလဲ။ရွာလူကြီးအိမ်မှာကိုရှိုင်းတို့အဖွဲမနှွယ်အလူကိုလာကြပြီတဲ့။မျက်နှာကဝင်းပသွားကနာရာရီပြောက်ပြီးရင်ခုန်တန်တွေမြန်လာတော့တယ်။သူရောက်ပါလားယင်။မသိဘူး။သွားကြည့်မှသိမှာပဲ။နေလိုက်မလား။ငါပုံစံဘလို့နေလဲ။အခုမှလှစင်မနေနဲ့။နင်ကဘလို့နေလှပြီးသား။လှလေးရဲ့စကားကသူမအတွက်စိတ်ကြည်နမှုမရှိ။အရင်ကဘလို့နေအဆင်ပြေပေမဲ့သူမရှိလို့ပြောင်းလဲသွားတဲ့နောက်မှာသူပြန်လာချိန်မှာ
သူ့မျက်ဝန်းနေသူမကလှနေခြင်းနေဒါကမိန်းကလေးတွေရဲ့သဘာဝပဲမဟုတ်လားဟေးငါအဝတ်စားသွားလေမလဲနဲ့တော့လှပါရဲဆိုတကယ်တည်းမပြောချင်ဘူးမိမမဆန်ချင်တော့ကလေသူပဲမိမဆန်ချင်လာပြန်တော့လေသူများတွေထက်နှစ်ဆပိုလာချင်တာအောစရာပဲဒီတိုင်းလိုက်ကလှတယ်စကားဆုံးအောင်မပြောရပဲဖြတ်ပြောခံလိုက်ရတာကြောင့်ရင်ထဲအောက်တက်တက်နဲ့ခရခတ်ပေမိလှတယ်ဆိုတဲ့စကားနဲ့ဖြေတာလိုက်ပါတယ်မောင်ရင်တို့လာမမလားဆိုပြီးဦးကြီးတို့တရွာလုံးကမျှော်နေတာရောက်လာပေးလို့ကျေးဇူးတင်ပါတယ်ကွယ်စကားပြီးတဲ့ကရွာလေးကိုပြန်လာဖို့စီစဉ်ထားတာပါအားလုံးကအလုပ်တွေမားတော့တာနဲ့မလာဖြစ်ကြတော့တာအခုရောအားရလားအလုပ်နည်းနည်းပါနေပါတယ်အမေကတော့ဘာစကားမှမပြောဘဲဟိုကြည့်တီကြီးနဲ့ရွာလေးကိုသဘောကျနေပုံရတယ်ဒါမင်းချင်နေတဲ့မိန်းကလေးရောလူကြားထဲမှာမမီကတူတူလေးမေးပေမဲ့သူမျက်နှာတွေရဲကယောက်ျားတံမေးရှက်သွားရတယ်ဟုတ်ဦးကြီးလူကြီးရေကြက်ဝင်လာပြီနော်သူမလေးရောလူမေးမေးဟာမမေးရပဲချန်ရှိကခေါ်တန်းကြောင့်သူ့အတန်းကလေချောင်းဝမာတွေနင်းသွားရတယ်အေးလလုံမိပြိုရောလှကိုခိရစီကိုတစ်ချက်ကြည့်ပြီးပြိုနေမကောင်းဖြစ်ပြီးတော့အဲ့ရတွေကမထနိုင်လို့စောကနေမတူမျက်နှာပြက်ကစိတ်ပူသွားတဲ့သူ့ပုံစံကြောင့်စိတ်ထဲကသဘောကျမိတယ်သူလည်းပြိုကိုချက်နေပါရောလားဟိုတယောက်ကလေလမ်းတစ်ဝက်လောက်ထိရောက်ပြီးမှမတွေ့ကျင်သေးဘူးခဏရှောင်နေအောင်မေးဆိုကလှည့်ပြန်သွားတယ်အလူကြောင့်မှသူမရဲ့ပုံစံလေးကိုသူ့ကိုမြင်တွေ့စေချင်နေတဲ့။အော်အလူနီးမှဖြစ်ရတယ်လို့ဘိုးဘက်ရွာစေးထိုးစီအောင်သွားခေါ်ကြည့်ထိုးပြီးပြောတယ်တက်တာသွားမှာပါလူကြီးရဲ့သူမသူ့အတွက်ညာနေရလို့ကိုချစ်သူကိုတော့အလွမ်းပြေမကြည့်ရသေးသူကတော့သူမကိုကြည့်နေမလားပဲသူမလေးတို့အိမ်ရောက်ပြန်တော့လေသူမလေးကိုမတွေ့ရသွားတည်ခြင်းမိမသိတော်တာမို့ပြောမထွက်ပဲရှိလာတယ်ညရောက်တော့စားတော့ပြီးအဲ့ရတဲ့လှဲကမနက်ကတကြီးပြောတာတွေပြန်ကြားရောင်လာတော့တယ်မောင်ကြီးညီမကအရင်လိုမဟုတ်တော့ဘူးကွဘာဖြစ်တယ်မသိပါဘူးကွာတော်တော်ပြောင်းလဲသွားတယ်မိနွယ်အလှမတော့ကိုနောက်ကိုင်းပါတယ်ကွအဲ့ဒီစကားကိုကြားတွေကသူ့စိတ်တွေကသူမလေးစီမှာဟိုအရင်ပုံစံလေးတွေကစိတ်ဝင်စားပြီးချစ်ခဲ့မိတာအခုပုံစံလေးဆိုရင်သူပိုပြီးချစ်မိမလားပဲမမေကဆိုတွေ့ချင်နေတာမမေလည်းမတွေ့ရသေးသူမလေးကအရှောင်ကောင်းတယ်လို့သူမလေးမိဘတွေကလည်းသူမလေးကိုမခေါ်မတွေ့ရပါဘူးဆိုမှဘလို့မှကိုမတွေ့ရတာပါသူမျောလေးနေတဲ့နေလေးကိုရောက်လာခဲ့တယ်မနှွေရဲ့အမွာကလေး၃ယောက်ကိုသူ့မှာတိချမကြည့်နိုင်မချီပိုးနိုင်မေစိတ်ကသူမလေးဘလို့များထွက်လာမလဲဆိုပြီးရင်ကုန်တန်နေနဲ့စောင့်မျှော်နေကြတယ်လှလေးနဲ့မင်းသမီးငွေရှိဦးကသူမကိုကြည့်ကကြီးမွန်းငန်းနေဖွင့်လို့သူမမမနေတက်မထိုက်တဲ့အပြင်ကိုထွက်ရမှာခက်ရှက်ရင်သူတွေ့ရင်ဘလို့နေမလဲအတွင်းရင်းနဲ့တူလူကရှက်ကထူပူလာတော့တယ်ဒါမမေသမီးလေးကိုတွေ့ချင်လာပြီကွယ်သားလေးတူတူပါပဲမမေရဲ့မတွေ့ရတဲ့အချိန်တွေကြာတော့လွမ်းလာပြီချစ်သူရေးစားလည်းမဟုတ်ပဲနဲ့ပူကိုပူရိဆိုတဲ့အကြည့်နဲ့မမေကသူ့ကိုကြည့်ကမျက်စောင်းထုတ်ရင်သမီးနဲ့ချစ်သူဖြစ်အောင်အရင်လုပ်ပြီးရင်မင်းမြတ်လက်ထပ်ပြီးမမေအတွက်မြင်းလေးတွေမွေးပေးအောင်ဟုတ်ကဲ့မိဘစကားဆိုတာမငင်းကောင်းတာမို့သူကောင်းကြီးပြလိုက်တယ်ဒါမျိုးကမငင်းလေကောင်းနေပဲမဟုတ်ပါလားဒါအိမ်ထဲကငွေရီတို့နဲ့အတူတူထွက်လာနေတဲ့ကောင်မလေးကလှလိုက်တာနော်မမေချွေးမလောင်လေးကသူ့လားမမေအမေကိုဖြေဖို့သူကြည့်လိုက်တော့မြင်လိုက်ကြတဲ့သူကြောင့်အကြည့်တွေမလွဲနိုင်ဖြစ်ကပိုင်ရှင်ကိုသိနေတဲ့နှလုံးသားလေးကလေအခုမြင်လာတော့တယ်စရုံးကိုခက်မြင့်မြင့်လေးထုံပြီးစံသားတချို့ကမျက်နှာပေါ်ကျကနှက်ခမ်းပူပူလေးကပန်းသွေးအောင်ကြွလျက်ပန်းစီအောင်ချိန်ဝမ်းဆက်နဲ့ဝင်းပပသူမအသားရည်ကလိုက်ဖက်လို့ပူပြပြခြေထောက်နဲ့ပုံတော်ဖက်နဲ့ပန်းရောင်လေးကကြိကောင်းပြီးခြေလန်းလေးတွေဟာအရင်လိုခက်တွတ်လေးမဟုတ်ပဲရင်ဆဆလေးလှမ်းလို့အနားလျှောက်လာလေသူ့ရင်ခုန်တန်တွေမြန့်လေရွာတွေကိုဒီပုံစံတိုင်းသွားလို့ကာလာသားတွေဝိုင်းကြည့်မှသူစိတ်ပူသွားရတယ်မကြည့်ပဲမရှိကြည့်မှကတော့သိကြတယ်လူကြီးတွေရှိနေတာတော့သူ့မှာစိတ်မထိန်နိုင်တော့ပဲချက်ချင်းနေရာကထကသူမလေးလက်ကိုဆွဲပြီးထွက်လာခဲ့တော့အားလုံးကအံ့ဩပြီးဘာမှမပြောနိုင်မီကြံ့ရစ်ခဲ့ကြတယ်ဘယ်ထိဆွဲခေါ်သွားအောင်မလဲသူလန်းခဲ့ရတဲ့သူမရဲ့အတန်ဆူဆူလေးကိုကြားမှဘဝင်းကျင်ကိုကြည့်ပြီးတော့ရွာပြင်းတော့ရောက်တော့ပါမယ်အဲ့ဒီလောက်ထိသူလျှောက်ခဲ့တာလားတကားမှဖက်နဲ့အမြင့်စီးပြီးလမ်းမလျှောက်ဘူးတဲ့သူမလေး6ယောက်ကဖက်နဲ့အသက်လဲဖြစ်မြင်လဲမြင်နေတာကြောင့်တဲကျူနေရအောက်က6ယောက်ပြည့်ပြည့်လေးကနေရဲလို့သွေးတောင်စွနေပါပြီ sorry ပါခလေးရေကိုမင်းကိုသူများတွေကြည့်မှမလုပ်လားဘူးကြည့်လာခဲ့ရင်တော့မင်းနဲ့ကိုကဘာမှမဆိုင်မင်းနဲ့တစ်ဖက်သက်ကြီးတဝေမတို့ချင်းလို့မင်းကိုချစ်တယ်ဆိုတာလေးပြောဖို့အဲ့ဒါနဲ့ဒီအထိခေါ်လာရလားဟိုကိုလည်းမသိဘူးမင်းစီကအဖြစ်လေးကိုကြားကြလို့ဒီစားစကားပြောတာလေကြပြမဆန်လိုက်တာမကြည်မနှမ်းနဲ့နှကန်းလေးစုကခတ်တူတူပြောလာတော့သူ့မှာပြုံးနေမိတယ်
စိတ်ပူတာကြောင့်ကြပြတော်မဆက်နိုင်တော့ပါဘူးမသိတော့ဘူးကွာကိုချက်လာပဲဖြစ်ပြီးဒါဆိုဘာကြောင့်ချစ်တာလဲဘာလို့ချစ်တာလဲဘယ်တော့ကချစ်တာလဲမင်းကလေးတွေကဘာလို့ဒီမေးကိုမဲ့မေးကြတာလဲမေးတာကိုမဖြေဘဲနဲ့မေးကိုပြန်မထုတ်နဲ့မဖြေနိုင်ဘူးဟုတ်ပါပြီဗျာဘာကြောင့်ချစ်တာလဲဆိုတော့အကြောင်းပြချက်မရှိဘူးဘာလို့ချက်လဲဆိုရင်မင်းမို့လို့မင်းဖြစ်လို့ချက်နေတာဆိုတဲ့စကားပြောရမှာပဲဘယ်တော့ကချက်လဲဆိုရင်ဒီရွာလေးကအပြန်မင်းနဲ့ဝေးမှမင်းကိုနဲ့ဆိုင်ဆိုင်ချက်မှန်သိလာတာကဲကိုဖြေပြီးပြီမင်းအဖြေပေးဖို့ကြံသေးတယ်ကိုချက်လားမမုန်းဘူးကိုလိုချင်တဲ့ဖြေကချစ်တယ်ဆိုတာလေရှင့်အဖြေကသူများစကားယူသုံးထားလို့ချစ်တယ်လို့မဖြေနိုင်ဘူးမမုန်းမှုဆိုကြည်နဲ့တော့ပေါ့ဦးချောင်ချောင်တော့မလုပ်နဲ့နော်ကြွားရိပ်ပြန်သွားလိုက်မှာမင်းတဘောသူကြည်နဲ့ရမှာပေါ့မမုန်းမှုဆိုမှတော့ချစ်ဖို့ကရှားကိုင်းတို့များနေပါပြီမနှွယ်တို့အလှပြီးတော့ကြွားထဲမှာမင်္ဂလာနှစ်ခုပေါ်လာခဲ့တယ်ပါလေဆိုရင်သူမနဲ့လှလေးတို့စီကိုသူမတို့ချစ်သူတွေကလူကြီးဆောင်ရနဲ့တောင်းရတဲ့ကိစ္စပဲဖြစ်ပါတယ်ဟိုရွာဒီရွာကဟိုလေးတစ်ချက်ကျော်ဖြစ်လို့တရင်ပြန့်ချက်ကမီဒီယာတွေပါရောက်လာပြီးလှလေးနဲ့သူမနေချင်းညာချင်းနာမည်ကြီးသွားခဲ့တယ်မင်္ဂလာပွဲတော့ပါတိချစီစဉ်ကြတော့မအားမလဲဖြစ်ပြီး channel လေးဧည့်သည်တွေနဲ့စိတ်ကားလို့ချန်အနောက်ဘက်ကကုပြစ်ပေါ်ထိုင်ကကျယ်ရီကိုငေးကြည့်နေချိန်သူကအနားလျှောက်လာကသူမလက်လေးကိုဖွားဖွားလေးစက်ကိုင်းနေမင်းစိတ်လှုပ်ရှားနေလားခလေးအခုလိုဖြစ်လာဖို့စိတ်ကူးတော့မရင်ဘူးဘုံကုံပြောရရင်အိတ်နေရင်တော့အိမ်မက်မမက်ဘူးကိုလည်းမင်းအခုလိုပြောင်းလဲလာလိမ့်မယ်လို့မထင်ထားဘူးမင်းဘယ်လိုပြောင်းလဲသွားတာလဲမသိဘူးအချိန်တန်လို့နေမှာပေါ့လူတိုင်းတသက်မတ်သေးမှမသွားတာဟုတ်မှာပါမနေ့ပြန်ဆိုမင်္ဂလာဆောင်တော့မေမင်းကိုချစ်တယ်လို့မဖြစ်ရသေးဘူးနော်ဦးကြောင်ကြောင်မလုံနဲ့လို့ပြောထားတာအလက်ကောင်းမဟုတ်ဘူးသိလားလူကပုံတုံးဝက်တာအုံနောက်မတုံးနဲ့နမည်နဲ့လိုက်အောင်နေအောင်မမုန်းမှုဆိုတာချစ်တာနဲ့တူတူပဲဆိုတာရှင်နားမလည်ဘူးလားချစ်တယ်လို့မဖြေနိုင်ဘူးပြောကြရအဖြစ်ပေးရတာရှင်မသိဘူးလားအခုမှတေချာစဉ်းစားမိတာဟုတ်ပါရဲ့သူမလေးပြောလေသူ့မှာခံရရှုံးမေမမုန်းမှုဆိုတာချစ်ဖို့ရှားကိုင်းလို့များတာတဲ့ချစ်တယ်ဆိုတာကိုသူဘာကြောင့်မတွေးမိခဲ့တာပါလဲညီလေးဖဖကိုချစ်လားအလောက်ကနေအိမ်ပြန်လာချင်းဧကန်တွေကမမိတန်းကြောင့်သူဧကန်တွေလှမ်းခဲ့တော့တယ်သူမလေးနဲ့လက်ထပ်ပြီးလို့သမီးလေးတယောက်ထွန်းကားကအခုဆိုသမီးတော်2 နှစ်ပြည့်ပါတော့မယ်မမုန်းဘူးသမီးလေးအဖြေကြောင့်လဲလျှောက်လာနေခြင်းနဲ့သူပြုံးမိပါတယ်ဖဖကချစ်လားလို့မေးတာလေမြည်မမုန်းဘူးဆိုဖဖကလည်းမေးဖြစ်နေတယ်လေမမေရေသမီးလေးကသူ့အမေတူတာဗျကားကိုအဖြစ်ပေးတော့ကလေသမီးလေးလိုပဲသူတို့သားမိမမုန်းဘူးလို့ဖြစ်အဲ့ဒါချစ်တယ်လို့ပြောတာနဲ့အတူတူပဲကားတန်ကြောင့်သူပြန်လာတာမို့အမောပြေတောင်းရအောင်တမယာရီဖြော်ပြီးယူလာတဲ့သူမခြေလန်းတွေကမမှန်ချင်းမမေကလှမ်းကြည့်နေတာမို့မျက်နှာတွေနီးရဲပြီးရှက်နေတယ်ဘာတွေပြောနေရလဲကိုမုန်းစရာကောင်းလိုက်တာဟုတ်တယ်မမေအချောင်းကိုပြောတာဖေဖေကမုန်းစရာကြီးပြောတော့မမုန်းမှုဆိုသမီးရဲ့အခုတော့မုန်းနေသမီးတို့လာမခေါ်နဲ့မမေအခန်းထဲသွားမယ်တမယာရီကွက်ကိုချပြီးသားမီးနှစ်ယောက်ထွက်သွားတာကိုကြည့်ကမမေကသဘောတကျပြုံးရင်းနဲ့သမီးကတော့ရှက်ပြီးတော့စိတ်ဆိုးသွားတယ်ထင်တယ်ညီလေးရောမမေချွေးမလေးရောမင်းချော့ပြီးတော့စိတ်ဆိုးစိတ်ကောင်းရင်တော်တော်နဲ့မပြေလွယ်တဲ့သူတို့နှစ်ယောက်ကြောင့်မမေကသိနေတော့သူ့ကိုဒီတိုင်းထားခဲ့ပြီးပြန်သွားတယ်ပြောတယ်မပြောတယ်မစင်စားပဲပြောတာမင်းအပြစ်နဲ့မင်းခံမိတော့ပဲခိရည်စီရင်လို့သာကိုပြန်ပြောနေမိပါတယ်ပရိသတ်တွေခုနာဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူငွေရီဖွဲ့ရေးသားထားတဲ့မမုန်းမှုဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်နောက်ထပ်လည်းကျမတို့ channel ကနေဇလန်ကောင်းလေးတွေကိုရွေးချယ်တက်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်နောက်တော့တက်ဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်